ဖះရန်ကုန်မြို့ကြီးလူတွေလည်းနော်တနေ့သွားကြလာကြလှုပ်ရှားကြနဲ့စားဝတ်နေရေးအတွက်လုပ်နေကြတာပြီးတော့လေကြားသမျှအကုန်လုံးကုန်တာကြီးပဲမတို့မှာသာရှေ့ဘဝကုသကံလေးနဲ့အိုးမကွာအေးမကွာတမအာဇီဝအလုပ်ကိုလုပ်ကံပြီးစားတောက်နေလို့သာစိတ်ချမ်းသာရှိနေတာလူတွေကလေရှာလို့ဖွေလို့မလောက်နိုင်ဘူးကညင်းနေကြတာအသုံးဖြုံးကြတော့မလျှော့ကြပဲဘူးဒီလိုရက်ွက်မှာမလိုလူမျိုးသားမရှိဘူးဆိုရင်လူတွေတော်တော်ဒုက္ခရောက်ကြမှာမရှိနေလို့သာသူတို့စားဝတ်နေရေးအဆင်ပြေနေကြတာပေါ့ခိုင်23 6လောက်တူ9000ခိုင်ရဲ့အခုတော့အတိုးလေးမှန်ပေးတာကျေးဇူးတင်ပါတယ်ကွယ်ရော့လက်မှတ်လေးထိုးလိုက်အောင်နော်ရှိတယ်အမလေးရွှေသိန်းတို့မြန်တော့ချီးရတာ9သိန်းဒီအတိုးလေးလာပဲမပေးနိုင်ဘူးကွယ်ကိုကတောင်းတော့ကိုအမုန်းခံတယ်သူတို့မပေးတာလူမသိဘူးသိရမလားတက်နိုင်မအောင်အတိုးအရင်တစ်ခါလဲမှတ်လိုက်မယ်နောက်မှပဲအတိုးကအတိုးစင်တောင်းလိုက်ရမှာပဲကဲအမအဲ့ဆိုခိုင်းပြန်လာအောင်မယ်နော်အေးနောက်လာလေးပုံမှန်တော့လာအောင်နော်ဟုတ်ပါမရဲ့5သိန်း5000ဟဲ့လေတူကြောင်းတော့မယ်မဟုတ်ကတနေ့2000 10ရက်ဆိုရင်2000တလဆို6000တနှစ်ဆိုရင်9သိန်းနဲ့2000အမလေးဖျားများလိုက်တာကြီးအဲ့9သိန်း2000သားလေးရွှေဝဲလိုက်တကြသားတော့ရမှာတော့ပေးစရာရှိရပေးပါမေးလေးရဲ့အဲ့တော့ကက်စီနိုလိုမေးလေးပြိုးဖြစ်တာအမလေးပါဆိုင်လို့တော့အပြိုးဖြစ်တာနဲ့အပြိုးကြီးမဟုတ်ဘဲနဲ့ကက်စီနိုလိုအများကြီးပဲအော်ဒါဆိုရင်မေးလေးကအပြိုးကြီးဖြစ်လို့ကက်စီနိုကမဟုတ်ဘဲနဲ့ကက်စီနိုလိုအပြိုးကြီးဖြစ်တာပေါ့နော်မင်းတူနော်တားရတာခဲ့မေးလေးတော့ရအောင်အဲ့ကတော့လာတူမလေးကဘာလေးစသွားပြန်ပြီလေဘီတူကဒီလိုပါပဲအတော်အမေလိုပဲတော့ကြချွဲလိုက်တော့ကြဆိုးနေဆိုးနာနုဘယ်လိုလဲထုံးစံအတိုင်းပဲလားဟုတ်တယ်မမရဲ့ဒီဆောင်လေးပြန်ထားကြတယ်လို့ညီကိုလည်းနည်းနည်းပါရှော့ကြအောင်ဒီဆောင်ကလေကျုပ်စီလာလိုက်ညီစီပြန်တော့လဲလွန်းပြန်နေတယ်နော်အဲ့ဒါလည်းအတိတ်ကောင်းနေတယ်ဦးအရင်တိုင်းပေါ့နော်ထုံးစံအတိုင်းပေါ့နော်ဒီတစ်ခါတော့နည်းနည်းပို့လို့ကျင်မမရဲ့နည်းနည်းလေးငွေလိုနေလို့ရနိုင်မထင်နဲ့ဘလို့ပါမရဲ့2သိန်းလောက်ပါ2သိန်းအေးလေ2သိန်းဆို2သိန်းထုတ်ပြလိုက်မယ်ဒါပေမဲ့3လပြီးနေပြန်ရေးမရွေးဘူးဆိုရင်တော့ကျုပ်ဒါလေးကိုကန်လိုက်မှာနော်အေးရွေးမှာပါမရဲ့ဒီဖုန်းလေးကလေမောင်ကနှုတ်ချစ်သက်လက်ဆောင်ဝယ်ပေးထားတာမရဲ့အမလေးတော့ကလေးပဲရနေပြီချစ်တဲ့လက်ဆောင်ကလုံနေသေးတယ်ရှုပ်လိုက်ရှက်ပါဘူးမရဲ့ချစ်လို့ချစ်တယ်ပြောရှက်เสียလားမောင်ကလေနုနဲ့မှယနေ့အချိန်ထမင်းလက်ဆောင်မစားရဘူးစိတ်ကောက်တော့နှုတ်ကိုယ်တိုင်ခူးကျွေးမှာမောင်တို့အရင်ချစ်တယ်လေညီပြောတယ်ကျုပ်ကြားတယ်စက်သိန်းတော့ထားတယ်ဘာဒီမလဲပြောကျုပ်ရှက်ပါတယ်ကဲရေနောက်သိန်းယူကောမြန်ယူကောရေဒီနေ့နေဆိုရင်လက်မှတ်ကလေးထိုးသွားအောင်ဒါနဲ့မမကိုပြောအောင်ပဲကိုဘက်လန်းကအပြိုကြီးမတူစားလေအသက်40ကျော်မှာကံပေါ်ပြီးအိမ်အောင်ကျသွားတာအဲ့ဒါမအားမကြောက်လားအခုညီလွန်ပြောနော်နှုတ်အကျိုးဆောင်ပေးမယ်လေအမလေးအကျိုးဆောင်ညာမလိုပါဘူးမိုးမရလေမရလို့မယူတာမဟုတ်မယူခြင်းလို့ကိုမယူတာဒီအတိုးလေးတွေကိုပဲချစ်တာဟဲ့တူညီခန်းထဲမှာတွေ့တာလားလက်ရေးကလည်းမျိုးစုံစားအိတ်ကလည်းမျိုးစုံဒီမှာရှိပါဦးညီကိုညီမစားတိုက်ဦးများအောင်မယ်လေလားမေးလေးရတယ်သူတို့ကသူလိုက်ပြီးတူတူယူခဲ့တာဒီတို့မှသူပြန်ကြိုက်ပါဦးဟဲ့ညီနေကိုကမကြိုက်ဘူးဆိုရင်ဒီစားရဲ့လက်မခံနဲ့ပေါ့ညီကပြီးတော့လေစားတဲ့အကလိုညီဖောက်ပြီးဖတ်ထားတယ်နော်ညီယောက်ျားလေးရလေလမ်းတဲ့ကောင်ကစလိုက်ပြီးမြန်ယူမှဆက်မလိုက်တာနှုတ်ဖို့ဆိုရင်လေနောက်ကတခောက်လိုက်နေတာဖောက်ဖက်တယ်ဆိုတာအပြင်းပြေပါအမလေးညီပြောနေတာပေါ့တနိုင်ဖြစ်လို့ညီကလေးမို့တော့အရွယ်ရောက်နေပြီနော်အခုလို့စာပေးခန်းရတယ်ဆိုတာညီအနေထိုင်မို့လို့ပေးခန်းတာပေါ့မဆိုင်ပါဘူးမေးလေးရလေမေးလေးကိုခင်တဲ့တူတူခင်တဲ့တူတာမဟုတ်တာမေးလေးရလေတူတူလိုမျိုးရီးစားစာအပေးမခံရတော့အပြိုကြီးဖြစ်နေရမလားအမလေးညီအပြိုကြီးစာလာပြီးတော့ပြောမနေစမ်းပါနဲ့ထင်းငေါ့ပြီးတော့ကျုပ်တော့အများဆိုရင်လေစာပေးတဲ့လူတွေကျုပ်ကိုပွေးပြီးတပုံတစ်ခေါင်းကြီးပါမလေးကျုပ်ကညင်းခဲ့တာပါတော့ကျုပ်များအဲ့ဒီကောင်တွေလေခေါင်းခောက်ဟဲ့လို့တောင်းနဲ့ရွေးလို့ရပါတယ်ကျုပ်မလို့ခြင်းလို့ကျုပ်အပြိုးလို့နေခြင်းလို့ညင်းလာခဲ့တာအရှင်တို့ပြောအရှင်တို့ဟဲ့ဘသူတော့ဟိုတစီတော့ဗျာ
ဘာလဲပစ္စည်းအပေါင်ထားမလားငွေချင်းမလားလူသစ်ဆိုရင်အပေါင်လည်းမခံဘူးငွေလည်းမချဘူးသွားပြန်တော့ ခမရလေဗျာလုပ်ငန်းကြော်ညာဝင်တာကြာနေရတယ်ကျွန်တော်ပြောခဏလေးနားထောင်ပေးပါဦးနော်ကျွန်တော်နာမည်ကိုမောင်ပါဟို तू ကကျွန်တော်တို့အရင်ကောက်ရှိသူပါကျွန်တော်ဒီနေ့မှဟိုဘက်ကိုပြောင်းလာခဲ့ကြတာပါ ဟောအိမ်ညဆိုလာပြီးမိတ်ဆက်တာပေါ့သွားမိတ်ဆက်ချင်နောက်တစ်ခါမှပြန်လာခဲ့အခုကျမမအားသေးကျမတူမကျမနဲ့ဆွေးနေတာတော်တန်းနေဖြစ်ကုန်ပြီတော်တော်ကိုအလိုက်ကန်းတော့မသိတဲ့ဟာတွေသွားပြန်တော့ ဆက်ဆိုင်တို့ကြည့်တယ်ကိုတော့မလား နေဟိုလေလိုပါညီမဟိုတော့ဟိုဘက်အိမ်ကိုကြောင်းလာတာပါအဲ့ဒါအိမ်တန်ရှင်းရေးလုပ်မလို့လေဘာမှမရှိလို့ဒီပြက်စီလေးလာငါတာ ဟောရပါလေ အမညီးရနားဝင်လွယ်လိုက်လားအေးအမလေးနားဝင်လိုက်ငါညပစ္စည်းငါညငါလို့ရမှာလားဟဲအိမ်ညဆိုတခါငါလည်းနောက်လာပြီးငါနာမှာအရင်မလေးအားရငါနိုင်မှာဘူးတော့အချစ်ပါလို့ ပြရတယ်အားနာ ဟိုအားမနာနိုင်ပါဘူးတော့အားမနာနိုင်ပါဘူး ဟိုငားလေပါဗျာဟိုတနိုင်လေးပါဈေးမှာတောင်းဝင်နေကြာနေမှာဆိုလို့ပါဗျာခမရဒီမဲ့ကြည့်ဦးလေယူသေးသုံးပြီးတေးချပြန်လာပြီးပါနော် မေလီကငှားလိုက်ပါဟိုအင်းနီနာကြီးဆိုတော့လေနောက်လက်ခင်းရနေကြတယ် ဟုတ်တယ်အခုတော့တော်တော်ခင်နေကြပြီလေ နေသူလေနော်မိဖို့စားမှာဟင်းနေသွားပြီးတော့ငါထမင်းစားပြီးသွားတော့မြန်သွားညသွားမလေးအလိုက်ကဆိုမသိရတော့ငါမချင်းပြန်မဲ့ပုံမပေါ့ဘူးဒီမှာရှင်ပြောရတဲ့တနာကြီးပဲဒီထက်အချိန်ပုံနဲ့တမွေးတပြင်းမှလည်းမကျွတ်စင်နဲ့ရော့ စိတ်ကြပါဗျာခမရအမွေတပင်းမှမကျွတ်စေရအောင် ဘာပြောတယ် မဟုတ်ဒီပစီမွေးပြောတာဒီပစီမွေးပြောတာပါကျေးဇူးပဲနော် အဲ့ဒါကြောင့်ပြောတော့ယောက်ျားတွေကသုံးလက်ထမလက်ဆက်လက်ကမြည်သွားတော့အချိုးအတောင်ပြောင်းသွားပြီယောက်ျားတွေကြည့်လို့မရအောင်မုန်းနေ ကျွန်တော်ကလည်းချစ်တယ်လို့ပြောသေးပါဘူးဗျာ ဘာလဲအဲ့ဒါမကြားချင်တော့ခါတယ် အဲ့ဒါလေကွာမိမဆိုတော့ပြောနော်သူတို့ကပေးလိုက်ပြီဆိုတာနဲ့ပိုးစိုးပတ်ဆက်ကိုပြောတော်တော့ပြူကြီးပီတာတယ်မိမပေါ့ တော်ပြိုလေးပြီးသားတယ်မိတ်ကလေးညာ မိမကြီးတော့ကွာဒီစမောနေဘယ်သူပြောလဲ ဥမောင်ဘယ်လိုပြော ငါပြောတာယူချောတော့ရမ်းစွာတော့နဲ့ကိုဘိတ်ကမိမကိုပြောတာ ဟာကျွန်တော်ကလည်းချစ်စရာကောင်းပြီဖူဖိုးကြီးရှိတဲ့ကောင်မလေးကိုပြောတာကိုဆိုင်နဲ့ကိုပေါ့ဥမောင်မဟုတ်လားဥမောင် ဟာတော့ လူလေးကချစ်စရာကောင်းတော့နာမည်လေးကလည်းခေါ်လို့ခေါ်နေဗျာတူတူတဲ့ အိုးငါမနော်မင်းကိုဘွဲရစေခြင်းလို့အဆောင်မှာတော့မထားပဲငါ့ရင်မှာလာထားတာအခုတော့မင်းကဘွဲရဖို့ထက်ကြီးစားရဖို့အဓိကကြနေပါလားကွာဟမ် ဥမောင်ကလည်းတီးရင်နဲ့တီးပွင့်ရင်နဲ့ပွင့်ဆိုတဲ့စကားလေးရှိရပဲကျွန်တော်ဟိုဘက်ရန်တူတူလေးနဲ့ဆင်းပြေးအပြိုကြီးဆိုတော့အပြိုကြီးနဲ့ဆင်းပြေးမကောင်း မကောင်းနော်မင်းဇလန်ထွင်းဒီတော့စီးနဲ့ကုတ်ချနေတဲ့မိမဒီမိမနဲ့သာရလို့တော့လေဟွန်းထမင်းတော့မဝအောင်ကျွေးမှာမဟုတ်ဘူးနော်ဟမ် ဥမောင်တော်တော်ကြောက်နေပြီလားနော်ဥမောင် ဟာတော့ အဲ့လိုပဲဒါထောင်မတက်တာကြီးတွေ့သွားရင်တော့ဒီခါလေးတက်သွားတယ်အချေးဆိုတဲ့အရာမှာပျော်ဝင်နှမြုပ်သွားပြီဆိုရင် ဟာနေစမ်းပါကွာဟာအချစ်တော့ပျော်ဝင်နေလို့တော့မသိဘူးဟောကြီးဒီပစီတော့ရေဘုံတော့ပျော်ဝင်နေမျိုးသွားပြီဟာပြန်ပြေးမယ်အချိန်တော့စီးတော့မလားဒုက္ခပဲ နေဘူးလားမပြေးလိုက်ဘူးပေါ့ ဟိုမင်းစီနေဘူးလားမလားအချင်းရစီးတော့မယ်ဟိုဝီစီမို့တော့မယ်ကွာ ဟိုဘက်ရဟာလေဒီလိုစီငါကတနားတိတိရှိပြီးတော့လာပြပို့ကြအောင် ဒုက္ခပဲရောငားလိုက်တော့အမွေးတမင်းမှမကျွတ်စေတဲ့အခုတော့ရေထဲမှာစုံစုံပြုတ်နေပြီ ပြောနေမကြောက်လားမကြားကြဆောင်နေကြလားဟမ်အမလေးကိုပစ္စည်းကကိုငှားတယ်တော့ကိုအတန်လူကြားလိုက်တာငှားပြီးလာပြပို့ကြပေါ့ ဘယ်လိုလုပ်မလဲ မိုးမီလောင်မှတော့မိတပတ်နဲ့တက်ငိမ့်ရုံမရှိတော့ဘူးမောင် ဟုတ်အဲ့ဒါဆိုရင်ဒီကိစ္စမှာမင်းတို့လူငယ်ဦးစားပေးမင်းသွားပေးလိုက်ပါရော ဟာဥမောင်လည်းလူကြီးပြရှိရဥဆောင်မှမရှိဘူး ဒါဆိုလေကွာငါတို့ဟိုမျက်နှာငယ်လေးနဲ့တော့ပေးကြအောင်နော်မှောက်ကြည့်တယ်ငါမျက်နှာတော်တော်ငယ်နေပြီလား တော်တော်အိုသွားတယ် ဟာဘာကွာ မဟုတ်ဘူးတော်တော်မျက်နှာငယ်သွားတယ်လို့ဥမောင် က ဒါဘလို့ဖြစ်တာလဲဟမ်ဒါဘလို့ဖြစ်တာလဲပြောတော့တမွေးတမင်မကျွတ်စီရပါဘူးစီကန်းနေယူပါဆုံးအခုကြည့်အောင် ဟိုတို့တပွေးတမင်းမှမကျွတ်ပါဘူးအားလုံးသူ့ဟိုတော့သူရှိပါလေမင်းပြန်ရင်ကြည့်ပါလား ဟဲ့တလောက်ရေးနေဆိုတာဘလို့လဲလို့ရအောင်မလဲ ဟိုဒါကဒီလိုရှိပါခင်ဗျဟိုဒီပစ္စည်းကလေဖုန်နေနဲ့ညစ်ပတ်နေလို့ရေပြန်ဆေးပေးထားတာပါ အော်ဒီပြည့်စည်ကိုရေးစေးတယ်အမလေးရှင်းလက်ထမကျမကြားဘူးလေရှင်းအောင်မကောင်းသေးရလားဟဲ့ဒီအသက်ဒီရွယ်နဲ့လူငယ်တွေမှိုင်းတော့ရှင်းပြုတ်ရပေးရမှာအခုရှင်းကိုတဲ့ဒီပြည့်စည်ကိုရေးစေးရလို့ရှင်းအောင်မကောင်းရလားဟဲ့ ဒီပစ္စည်းလေးငားမိပြီလို့ပေါ့လူသားငားမိရင်တော့မလွယ်ဘူး အော်မလူငါမရ မ ဘူး ဟုတ် လားရှင်း ဘူးကျွန်တော်စကားပြပြောတာပါဗျာဒီပစ္စည်းရေးဆိုတော့နေလှမ်းလိုက်ပေါ့ဟောရတာပဲဥစ္စာ အော်နေလဲအောင်မယ်အဲ့နေလဲတော့6တဲ့ချိန်ကျမမဆောက်နိုင်အခုလဲချင်တယ်ရှင်းကျမကိုရောပေးအခုတစ်ချိန်လဲမယ်အခုဆိုအခုမှမရအောင်မတော့အခုဆိုအခုမှလှည့်ပေးမယ် โอเคအဲ့တော့ဖြစ်နေလေဗျာဒီပစ္စည်းသူ့ဝယ်ပေးမယ်ဗျာ အသေးဝယ်ရမယ်ရှင်းဈေးသွားမဲ့ချိန်ကျမမဆောက်နိုင်ရှင်းတော့အဲ့လိုဈေးဝယ်မဆောက်နိုင်ကျမစပါလာငါတော့မဟုတ်ဘူးလား ဟာခမက်တို့လက်ပေါက်ကပ်ပါလားအေးဖို့လေဒီရုပ်ဒီရင်နဲ့ဒီလိုလက်ပေါက်ကပ်ပုံမျိုးဒီလိုစွာတေးလံပုံမျိုးနဲ့တကူဒီအပြိုကြီးဖြစ်နေတာတော့မဆန့်ပါဘူးဗျာ အောင်
မောက်ဖတ်တာမတာအပြိုကြီးဖြစ်နေတာရှေ့ဘူးပါသလားမမလည်းခုဖတ်တာဖတ်တော့အပြိုကြီးလွတ်လပ်နေကြနေတာဒီကကိုရဲနေရတယ်မဟုတ်နော်အဖောက်ရှိတယ်သူကလည်းရွှေတူးနေတယ် ဟုတ်ပါပြီမရေမောင်ပြောတာခဏလေးနားထောင်ပါဦး ဘာမောက်လဲရှင်နော် မဟုတ်လေကျွန်တော်နာမည်ကိုကိုမောင်လေးဗျာအဲ့တော့ဟိုခမရတော်မမိုးမမောင်အဖျားဆိုပြီးတော့မလို့ပြောသေးတာပဲဗျာကျွန်တော်လည်းကျွန်တော်နာမည်ကိုအဖျားဆိုပြီးတော့မောင်လို့ပြောတာပဲမရဘူးလားအဲ့ဒါဆိုလည်းကျွန်တော်ဟိုပြောမယ်ဗျာအဲ့ဒါဆိုကိုပြောတာခဏလေးနားထောင်ပါဦးနော် ရှင်နော်ရှင်လုံးလိုက်ကျမစော်ကားလို့လိုက်ပြီနော်ဘာကောလို့ခေါ်ပါလဲ ကျွန်တော်နာမည်ကိုမောင်လေးဗျာရှေ့ကနှလုံးဆိုကိုပေါ့ဟိုအဲ့လိုခေါ်တာစင်မပြေဘူးလားအဲ့ဒါဆိုတစ်လုံးဖြုတ်လိုက်လေကိုလို့ခေါ်ပါလားဟင် ကျမတို့တော့လာမလို့နော်ကျမတို့တော့အဲ့ဘာဖြစ်တာလဲအဲ့ဘာဖြစ်တာလဲ တက်နေဟာတက်နေဟာတက်နေဟာ တက်နေဘာလို့ရလဲ ဟိုမေလည်းတက်တော့သူကချင်းမချိုးပေးနေကြ ဒီမှာအာဟဲ့ကိုချီအောင်မချိုးနေဒီမှာဟိုဒီကောင်လေးဘာဘီ တတိယပါပြီ အမေဘာတရရမယ်နားလိုက်ချီမောက်ရင်းနေနေအပေါင်းကြရတယ်အဲ့အကောင့်ကြီးအကောင့်ကြီးကြည့်လို့မရဘူးအမနဲ့တော့လည်းသိပါပြီအမေနွားပတ်ထားတယ်လို့ပဲနားလိုက်ကြအမ မေလေးကလည်းဟိုသူကလေမေလေးတက်ရင်ချိုးပေးနေကြဆိုတော့သူကကွန်ကြီးပြီးတော့ချင်းမချိုးပေးသွားတာပါ မီတူနော်အဲ့နဲ့ပတ်သက်မလို့နော်ရှော့ရှက်မလို့နဲ့ကြားလားငါမကြိုက်ဘူးအဲ့အကြီးရောအသေးရောငါကြည့်လို့ရတာမဟုတ်ဘူးဟဲ့ငါပြောနေကြားရမလားမီတူရဲ့ ကြားတယ်လေကြားလို့ပြန်မပြောတာပေါ့မကြားရင်ပြန်ပြီးမှာပေါ့မေလေးရတယ် ချိုးရနော် လူများတကယ်ပါပဲကိုလိုများပတ်စံလို့ရှင်တယ်တေတော့မပက်ချင်းမျက်နှာနဲ့လူလာပြီးလို့ချီးလိုက်တာကိုလိုချင်းတော့ပြန်တော့နေရွှေ့ညရွှေ့နေမရဲ့ကြီးပြီးတော့တိတတ်ပါလေမကြီးစီမတိတော့ရှင်သူတို့လည်းစီးပွားဖြုတ်မှာငါပတ်စံနဲ့စီးပွားပြီးလဲပတ်နေကြသေးတယ်ငါတော့တော့ငါမြန်ပြိကြောင်ဆောင်နေငါပြန်ပြီးပက်ချင်းမျက်နှာဖြစ်နေတာလေ ဟာကျတဲ့စကားပြောနေဟလားဘဲပြန်လာတယ်ဟိုမောင်းရလေလေဟိုကျွန်တော်ကလည်းဟိုဒီနေ့မှအလုပ်ကနေနောက်ကြတာလေဟိုကျွန်တော်က Golden Flower ကုမ္ပဏီမှာမန်နေဂျာဆိုအလုပ်ကနေနေများတယ်အဲဒါကြောင့်ဒီချိန်မှပြန်ပြတာပါ ရှင်ဖိုင်လာပြောလိုက်ရှင်ကြောင့်ကျမမကြားချင်ကျမကလည်းမမလို့မခွန်တော့ကြိုက်ဘူး ဟောခင်ဗျားလေဗျာအိန္ဒိနာချင်းနေဖြစ်နေကြပြီပဲတင်းတင်းမြင်မြင်ပြည်ပြည်လေးဖြစ်အောင်နေကြတာပေါ့ မလေးရှင်တို့လူမျိုးရဲ့အိမ်ညညဖြစ်နေတဲ့တင့်မြတ်နေစရာအကြောင်းမရှိဘူးနေစမ်းမရှင်ဘာလို့ကျမနဲ့လာပြီးရှင်ရှောက်နေတာဟမ် ဟိုတလန်းနဲ့ပြန်ရမှာလေဗျာဟိုမကြားဘူးလားတလီရက်စီတခီးရသွားတဲ့အခုလိုစကားလေးတပြောပြောနဲ့ပြန်တော့ဟိုရောင်မမသိရောက်တာပေါ့ဗျာပြီးတော့ဟိုမောလေးပြေး ဒီမှာရှင်းလူမျိုးနဲ့လေတတိရဲမစည်းနိုင်ဘူးနော်ကျမနဲ့ရှင်းပြီးလာမရှောက်နဲ့ရှင်းအနောက်ကရှောက်ကျမရှက်ရှောက်မယ်ငါရှင်းမရှောက်နဲ့နော်ရှင်းနေတာဘာစပ်ပြက်လုံးလား ဟိုရှုခင်းကောင်းလို့ပါ ရှင်းပါပြောလိုက်တယ်ဘာပြောလဲ စိမ့်သိမ့်ဆူဆူလေးနဲ့လေအမမဘူးဘူးဟိုခင်ဗျားပြောတာမဟုတ်ဘူးဟိုဒီပတ်ဝန်းကျင်ကပင်နဲ့စိမ့်ဆူနဲ့ကြည့်လို့လှရဲလို့ပြောတာပါ ရှင်းတော့သွားရှင်းရှင်းရှောက်ကျမနောက်ကပဲရှောက်မယ်သွား ဟောအပြူကြီးတွေဗျာအမျိုးမျိုးပဲ နောက်ကိုလှည့်မကြည့်နဲ့ ကြည့်ပါဦး ဘာလို့ကလေးတော့ပေါက်ညာလဲဟာလေဒီအိမ်မှာငါ့ထမိုက်တယ်ပဲကြံကြတော့မြဲသိလို့လာပြီးအချက်ပြနာဟမ် ဟုတ်ကဲ့ပါ ဘာပြောလဲ မဟုတ်ပါဘူးဟိုကျွန်တော်ခဲတွေနဲ့ဟိုပေါက်ကြီးဒီပေါက်ကြီးပေါက်ကြီးနေတာပါ ဘာအောင်မကြည့်ဒီပဲင
ငါတူမအပြိုနုထရနေဟိုဘက်ကရစ်လိုက်ဒီဘက်ကနေလာပိုးနေမလားအဲ့တော့နေဦးလေးကမဆုံးမအောင်လားဟင် မလေးဗျာမဆိုင်နဲ့ရှောက်မပြောပါနဲ့ဆုံးမတာဗောကျွန်တော်တို့မစိုးအောင်မမိုက်အောင်အမြဲတမ်းဆုံးပါတယ်ဒါကြောင့်မို့လဲကျွန်တော်လိုပဲလိမ္မာကြီးကြရှိတာဗောဗျပညာရေးရှင်းနေကြည့်လိုက်အောင်နော်နောက်ဆုံးနေ့မကြခင်မှာဘွဲရတော့မယ်ဒါမဲ့တဘာဝတရားရအချစ်ဆိုတာတားဆီးလို့မရဘူးလေဗျာမှန်မကြဘူးလားတစ်ပင်ရတဲ့အမြင့်နဲ့ကင်းလို့မရဘူးလူဆိုလည်းအချစ်နဲ့ကင်းလို့မရဘူးဗျာ ရှင်လူကြီးနော်လူကြီးစကားပြောကလေးကလေးနဲ့ရှက်ဆရာစကားရှက်ပြောမနေနဲ့ ဟာကလေးကလေးလည်းမဟုတ်လူကြီးတုပ်လည်းမဟုတ်ရှက်ဆယ်လည်းမဟုတ်ချစ်တယ်ဆိုတာနော်သူတို့ရွယ်မှာလည်းချစ်တတ်တယ်ကျွန်တော်တို့ရွယ်လည်းချစ်တတ်တယ်30လည်းချစ်တတ်တယ်40ရွယ်လည်းချစ်တတ်တယ်50ရွယ်လည်းချစ်တတ်တယ်60ရွယ်လည်းချစ်တတ်တယ်ဟိုတချစ်မကြဘူးလားအဖိုးကြီးငါ့ကိုအဖွားကြီးမကမောင်နေပါလေခေါ်ပါအောင်ဆိုတာလေ ရှင်နော်ကျမဒေါသဖြစ်လက်တရားလာပြီနော်ရှင် ဟိုတချင်းဆိုပြရလေဗျာအေးဖို့လေခင်ဗျာဒီအချစ်ကြောင့်ဘယ်နားလဲပါမလဲကဲဟဲ့အောင်ရှင်းသူဒီလိုပဲကွာအချစ်စစ်အချစ်မှန်ဆိုဘယ်တော့မှဖြောင်ပြရဆိုတာမရှိပါဘူးကွာအားမလျှော့နဲ့နော် အမေလေးရှင်ရလေခလေးကမဆိုင်မြောက်ပေးနေကြပြီရှင်မြောက်ပေးတာပေါ့လေဟဲ့လား ဟောမြောက်ပေးတာမဟုတ်ပါဘူးဗျာချစ်တတ်တဲ့သူအချင်းချင်းကိုချင်းစာစိတ်နဲ့အားပေးနေတာပါသူချစ်တတ်တယ်လို့ကျွန်တော်လည်းချစ်တတ်ပါလေဗျာ ရှင်နော်ကျမဒေါသဖြစ်သူများလည်းမတုံးတော့ရှင် အချင်းချင်းမကောင်းရောတက်တော့မတက်တော့မလာ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  တို့ကလည်းသိ မေလေးဘာလုပ်လို့လဲ မြို့ထုံးလို့လေ ဟာမေလေးကလည်းဟိုခဏနားပါဦးဟိုပြီးမှတူတူအကောင်လုံးထိုးထားရင်နော် အမလေးပြီးမှအချိန်ရွေးမနေမီးလောင်ထိုးရမှာတော့ကြမီးပြတ်သွားရင်ဒုက္ခသွားအဝင်းနဲ့မီးဦးလေယူခဲ့ ဟာဟဲ့ကောင်ဟာအဲ့ဒီဘူးကျွန်တော်ပြီဟဲ့မျက်စိမပြီးမိဘူးတန်းမယ်လို့မင်းအမေလေးငါ့ဘာမျိုးတင်ထားတာဟာတော့ပြီကွာငါအဲ့ဒီတော့ ဟိုကျွန်တော်ကလေးလေးယုံသွားလို့ရှိရင်စမချာချာဝေးအောင်ဆိုပြီးတော့စီတောင်နဲ့မိဘူးတိုက်နေတာနည်းလေးတတိလွတ်သွားတယ် မင်းကြီးကနည်းနည်းလေးပါလားဒါပေမဲ့အဲ့ဒီတော့ကျွန်းသွားပြီကွာ ဟဲ့မီးသူရေမီးသူညမီးဘွာရအောင်မလားအခန်းထဲကထွက်ကိုမလာတော့ဘူးမလို့မီး မီးထွားမရှိဘူးနေလေ ဟဲ့ပြီးတော့ဘွာတင်ထားလေဘာလို့မရှိရမှာတော့ အဲ့ဒီဗီဒီယိုပေါ်မှာမရှိတာ ဟမ်ပြီးတော့ဘွာမရှိတော့မီးဘွာဘယ်ရောက်သွားလို့လို့ ဟိုလေခဏကဟိုမေလေးအပြင်ခဏသွားတော့ဟိုဘက်ရကိုရှင်းသူလေ ဟဲ့你都都爱点不？你看了？ အဲ့ကိုရှင်းသူရဲ့ဦးလေးကိုမောင်လာငှားသွားတာ အဲ့ဒါကြီးကပေါ်စိုးသေးတာပေါ့ဘာဖြစ်လို့ငားလဲရလဲအမလေးဒင်းကငါမရှိတော့ခဏလာပြီမလေးတစ်ပတ်လို့သွားတယ်ပေါ့လေဟဲ့လားအမလေးငါပြောတယ်ညီအဲ့နေမပတ်သက်ပါတော့ငါပေးချပြတယ်ဘာလို့ကိုပတ်သက်ရတာလဲအမလေးငါလည်းစီတော့ငါတဲ့ငါလည်းမိုးမမလည်းအကြောင်းပြကြသေးတာပေါ့ဟာ ဟာဒီမီးကဟိုဘက်ရငါလိုက်ပြီဟဲ့လား ဟုတ်တယ် ဟာစိတ်သူမင်းအမေအကွက်ထွန်တာကြောက်မှုတော့ငါမရုံးကြီးကြောက်ကြတော့မယ်ကွာဟမ်ဒီမှာမီးဦးပြမှာလဲအိမ်ရမီးကျွန်းနဲ့လာကတ်နေတယ်ဘယ်လိုလုပ်ကြမလဲ ဟောကျွန်တော်တက်ကြည့်တယ်ဥမောင်သာမသိတာကျွန်တော်ဘလို့သိမှာလဲဥမောင်ရဲ့ မင်းကွာတော့ဒုက္ခပေးတယ်ကွာ ဦးကိုကိုမောင် ဘာတော့ ဒီမှာဦးကိုမောင် အာ ဘာဖြစ်လဲဟဲ့ ပူတော့လားအာ ဒီမှာရှင်ကူနာအကြောင်းမဟုတ်ကျမမင်းကိုပြန်ပေးမမလည်းငားသွားပြီးတော့ပြန်ပေး ဒီမှာဒီမှာ ဟိုခါလေးမေလေး ကျိုးတဲ့ချက်ကြရင်စီကန်းချက်ကြရင်ပြန်ပေးကျမမင်းကို ဒီလိုလေးပေါ့နော်ဒီလိုလေးရမှာပေါ့နော် ဟုတ်တယ်ဟုတ်တော့ငားလေ ကြောက်ရအောင်မတော့ပြဒီတိုင်းကမှာ ပြောတော့ Facebook ကုမ္ပဏီကမန်နေဂျာလေးဗာလေးနဲ့လူထင်ကြီးအောင်ဝစ်လူထင်ကြီးအောင်နေပြမလေးအလုံးမရှိတော့ပွဲစားတော့မှငါတို့သွားထိုင်နေတဲ့ရုံမျိုးပါတော့ ဟာဘဲလားဗျာမန်နေဂျာစစ်ပါဗျာမင်းဝင်က်ကကြည့်မလားမန်နေဂျာမလေးလာစာရန်ကောင်းတဲ့မန်နေဂျာပါနော် အော်လာစာရဲကောင်းသလားအဲ့ဒါဆိုမိဘူးတွေတလုံးတော့ဝယ်ထားပါလားဘာဖြစ်လို့သူများဆရာမိဘူးကိုလာငားလဲဟွန်းကိုကုံကိုဖော်တဲ့ဟာမျိုးတွေလေတူမလေးကိုကုံကိုဖော်တဲ့ဟာတွေကဘာလဲဆိုပြောပြတဲ့စမ်း အော်တစ်တီတူးရဲ့တောက်တဲ့ရဲ့ပြီး အ တော့ မလေးညီအောက်ကမှတစ်တေတူနဲ့တောက်တဲ့ဘာပဲနဲ့တစ်တီတူကတောက်တဲ့မှာလို့ဒီမှာကိုကုံကိုဖော်မတူတော့တဲ့နော်မှတ်ထားလိုက်စမ်းပါဒီမှာတခါလေးပြောလိုက်မယ်ဟဲ့
ရှိန်ကို ကျွန်တော်ရှင်းကိုမဟုတ်ပါဗျာရှင်းသူရှင်းကိုဆိုဘာလို့ဈေးဗျ ပါပြီးရောသိနေမလားပြီးရောပေါ့ဒီမှာနင်ရောနင့်ဦးရောငါချမ်းဘက်ကိုမကူနဲ့အကူအတန်းနဲ့မလုပ်နဲ့ပစ္စည်းအငှားရမ်းနဲ့မလုပ်နဲ့ငှားလည်းမငှားနိုင်ဘူးပဲ့ငှားမေးဘူးဟမ်အမလေးငါဖေတော့တော့ပါပြီငါဖေတော့တော့ပြီ ဘာဖြစ်သွားလို့လဲ ဒီလိုလေဟုတ်ပါဘူးဘာရလဲ မသိဖင်ဆို ဒီမှာမင်းကိုဖေးသွားပြီမင်းကိုဖေးသွားပြီဘယ်နဲ့လို့ချက်မှာလို့ဟဲ့ ဟိုဒါဒီလိုရှိတယ်လေဟေ့ကောင် အားလို့ရှိရလေ ဟိုဟာလေဟိုဒီလိုပါဟိုတာတမင်ရွယ်ပြီးလောက်တာမဟုတ်ပါဘူးအန်ဒီလေးရယ်ဟိုအန်ဒီလေးမိဘူးခုလို့ဖြစ်သွားတယ်ဟိုပြီးဘူးတိုင်းနေအဲ့ဒါဒီလိုမတော်မဆဖြစ်သွားတာအန်ဒီလေးမိဘူးအဲ့လိုဖြစ်သွားသလိုဦးလေးအင်ကြီးလည်းကျွန်းသွားတယ်အန်ဒီလေးရယ် တိတ်ဘာအန်ဒီလေးဘာတာလဲဟဲ့မင်းနော်မင်းဦးလေးလိုညံမများနဲ့ငါသိနေရရှိနော်ငါသိနေတယ်နော်ငါသိနေတယ် ခမရလေဗျာရှင်းသူပြောရှင်းသူတဲ့ပြောပါလားဘာလို့ကျွန်တော်ဆွဲနေတာလဲခမရကျွန်တော်တို့ပတ်သက်ခြင်းနဲ့တူဟဲ့လား အမလေးရှင်းနေပဲပတ်သက်အောင်ပတ်သက်တာဘယ်လိုပတ်သက်တာရှင်းတိတ်လေးကျမအလစ်မှာခလေးစီမှာလာပြီမိဘူးလားငါဝါတာလေဟမ်ရှင်းလားငါလာလေ အဲ့ဒါက ဘာဖြစ်လဲပြောလေအဲ့ဒီလေးလုတ်ပြမနေနဲ့နော်မမတို့ကကျွမ်းပြီးသားမပိုင်မဲနဲ့မပြောဘူးသူ့ကိုမဲပြီးပြီ အော်မင်းနော်ငါတော့ မင်းနဲ့ငါတွေလုံနေရော့မိဘူးအဟောင်းယူအသစ်ပြန်ရောပေးပြန်ရောပေးချက်ချင်းပြန်ရောပေးမရဘူး ဒီဟောင်းမစုပ်ပြတ်တဲ့မြူးကိုယူပြီးကျွန်တော်အစ်စ်ပြောင်းဝယ်ပေးရမယ်ဟာဒါပဲတရားမလဲဗျ အော်ငါတော့ငါပြီးတော့ပြန်ပြီးပေးရမယ်ရောမယ်ဆိုအသစ်တွေအဟောင်းတွေလုံနေလေရောမှာပဲဒီမှာရှင်ရောမလားမရောလားပြောမရောဆိုကျမရက်ွက်ယုံဒီမိမှုကိုင်းတော့တိုင်ပါနော် ဒီမြူးကန်ရက်ကုန်တော့တိုင်ပါ တိုင်မယ် ဟာခမရပဲဟာမြူးလေးတစ်လုံးနဲ့ဟေးလေဒါကြောင့်မို့လေဒီလောက်ကုတ်ချိစီးနေနေလို့အပြိုကြီးဖြစ်တာဟုတ် ဒီမှာအပြွေးဆက်လိုက်ပုတ်ခိုင်းမပြောနဲ့နော်ဒီမှာကျမတို့အပြွေးဆက်လေအဖြူတဲ့တတ်မြရင်ပေါ်တော့နားတာမို့ရှင့်လို့လေရဲရဲနဲ့ပြောတဲ့လူပြိုကြီးမဟုတ်သိရလား ဘာမှရရင်နဲ့ပြည့်တဲ့လူပြိုကြီးမဟုတ်ဘူးနော်ရပ်ပင်းနဲ့ပြည့်တဲ့လူပြိုရပ်ပင်းမှာရပ်ပင်းသေးသေးလေးနဲ့ပြည့်တဲ့လူပြို တိတိတော့ဖြတ်တယ် လူပြိုကြီးတဲ့အပြိုကြီးရက်ွက်ရုံရောက်တယ်ဆိုတာပတ်ဝန်းကျင်ကြရင်မသိတော့ပါဘူးဗျာ အမလေးဒီနဲ့ထင်မခံနိုင်ပါဘူးမလေးလာပြီးတေးပြောနေစမ်းပါနဲ့ဒီမှာဒီမီးကိုရောမလားမရောဘူးလားဒါပဲပြော ရောမယ်ဗျာရောမယ်ဟဲ့အောင်မရောမချင်းဒီဘကဆင်းမှာမဟုတ်ဘူးနော်တော်တော်လုံးထမင်းတင်ကျွေးထားလိမ့်မယ်ဟိုရောတော့ရောပါမယ် ရော ဒါပေမဲ့အခုတော့မဟုတ်ဘူး ဟမ်တော့ဘယ်တော့ ဟိုလာကထုံမှာ လာကထုံးမှာအမလေးဒါနဲ့လာစာကောင်းလေးပါနဲ့ဒီမီးပေါ်တဲ့တော့လာကောက်ဒီကျမစောင့်နေအောင်မယ်ဟဲ့လားဟမ် ဒါဒီလိုရှိပါတယ် ဘယ်လိုရှိရတော့ မောင်ပြောပြစေပါ ဟဲ့ဒါဒီမင်းကြာ မဟုတ်ဘူးပါစက်အချင်းပါတော့လို့ပါဟိုကျွန်တော်ပြောပြစေကိုဗျာဒီလိုပါဒီမှာကျွန်တော်ကလည်းလူပြိုကြီးဗျာကျွန်တော်တူကလည်းလူပြိုလေးဟိုအိမ်မာကစီးတဲ့ဆဲတဲ့ကတင်းဆိုလို့အိမ်တော်နိုင်နိုင်နေထိမ့်သိမ့်နိုင်အိမ်တော်ရှင်မမရှိဘူးဆိုတော့အခုလိုမျိုးအသုံးဆွဲပြီးဖွာမိသူဖြစ်သွားတာပါဗျာဟဲ့ငါတို့အိမ်မှာဟိုအိမ်တော်ရှင်မတဲ့လူတွေမင်းမထင်ဘူးလား လူတာဘောထင်တာဘောလူတယ် ရုပ်ကချိုးချိုးကွာကိုလုံးကိုပေါက်လေးကလှလှဟဲ့အတန်လေးကစားသားဟိုရွှေစဲကျိုးကြီးကြီးပဲပူရောင်းကောင်းသေးတယ်လေဘင်းမှာ ငါ့ကိုပြောနေရှင်ကငါအချီးပေါ့ရှင်ကျမတို့ဒဲဆော်ကားနာပေါ့ဟဲ့လားကျမတို့ဒဲဆော်ကားနာပေါ့ အဲ့လို ဟဲ့ ပြော လား လားမသိဘူးနော် ဘာဖြစ်သွားမှာလဲဒီမှာလာကောင်လုံးမတင်ပြီးဖို့ရောရင်ရောမရောရင်ရှင်တို့တဲ့အိမ်လုံးမိတိတ်ရှုပ်ပြမယ်ရဟောင်းလား ဟုတ်ကဲ့ လာသွားမယ်နေတော့ငါဒီဘက်အိမ်ကိုရညက်ဘာလဲလဲလာတာတော့ဟမ်ကောင်းနိုင်တာ အော် တော့ မင်းလေးကလည်းဟိုမင်းလေးဒေါ်လာကြီးတက်တယ်လေတက်ပါဆိုလိုက်လာ အမလေးကျုပ်ဒီအိမ်မှာတက်စရာအကြောင်းမရှိဘူးကျုပ်တဲ့ဝိုင်းချိုးရဟာအများကြီးလောက်သွားမယ် မိုးမဒေါသထွက်သွားတာလေချစ်စရာကောင်းလိုက်တာကွာဂျာတဲ့ကွာမင်းရတယ် နေ့ကမင်းမှုခိုင်းတယ်ကျေးဇူးတင်ပါတယ် တော့ပါတူကသူ့ကိုအားနာပြီးငှားလိုက်တာနောက်ဆုံးတော့မေလေးနဲ့သူ့ကိုလေးပဲရန်ဖြစ်ရတာမင်းတို့ဘာဖြစ်ကျွန်းအောင်တိုက်ရတာ အဲ့ဒါစိတ်ကူးရင်တော့ပါလို့မိဖို့တူလက်လေးနဲ့ကင်ပြီးပေးရဆိုတော့တူလက်လေးမှန်တယ်ပုတ်ပြီးတော့ ဟာကိုရှိတ်နော်ဘာလျှောက်ပြောနေမှလည်းမသိ ရှောက်ကြတာမဟုတ်ပါဘူးကိုရှင်ထဲမှာခံစားရတယ်နဲ့ပြောတာတူမနေ့ကကိုပြောတာလေ ဘာလဲမသိဘူးမမှတ်မိပါဘူး ဟာ NOV လာချစ် အပြောရလဲကောင်းပါပြီနဲ့ဒါမျိုးလားမယုံပါဘူးเจ้าမှာကောင်မလေးနဲ့မပတ်သက်ဘူးဆိုမြုံနိုင်စရာပဲ ဟ
နိုးပါတက်ကလုံးနောက်ဆုံးနေ့ဒီတန်ကန်လေးနေလာတာကြီးစားတော့တော့အဲ့ဒီကရွှေတူဆိုတူလေးကိုလည်းဟိုကရွှေရှိပါတူရေတူ နေလေးလာလေပြီတော့နော် ဟဲ့တကားမြန်လာဖွင့်သားမှာချင်းရလဲလို့ပါတူရေ လာလေနားလေးနဲ့ဘို့တူအခါထဲမှာမလို့အစ်စတကားကိုပိတ်ထားတာ ဘာလို့အခုကမွေးအိမ်လာ မအိပ်ပါဘူးမေးလေးရတယ်စာမွေးနေပြီဆိုတော့လေစာလေးပါလေးပြန်နှင်းနေစာကြက်နေ စားချက်နော်ကျဆမ်းမငါတူမလေးလိမ္မာပါလေဟိုစားချက်ပြီးရင်ဘေးဆရာပေးတဲ့ခါတာလေးနဲ့ပတိစက်အောင်နော်စားရကျဲနေလဲဆောင်ဝဲအောင်တာမဟုတ်ဘူးကညံဝရိယ3ပေါင်းမှဆောင်ဝဲရအောင်မသိလား ဟုတ်ကဲ့ပါမေးလေးမင်းလေဒီနေ့ဘာတွေဝယ်လာရင်ဟိုတူလေးပြချက်ပေးမယ် အမလေးမချက်စမ်းပါနဲ့စားပဲချက်စမ်းပါတူကြိုက်တဲ့ငမြပိုက်သားလေးပါတယ်ကျရှင်နဲ့တော့မမလားတော်စားချက်တို့တော့ချက်လိုက်မနော်အေးဒီမှာရှင်အဲ့ဒါဘာလုပ်တာတော့ဟဲ့ ဟောခင်ဗျာဗျာဒီအသက်ရောက်နေပြီနော်ဘာလို့မှမသိတာဒါကိုခြံတန်ရှင်းလို့ပြီးတော့အမိုက်တွေကိုမီးရှို့တယ်လို့ခေါ်တယ်ဥမာကတော့မှလေဒီပစီလေးနဲ့ဇာမင်းဖြစ်သွားလိမ့်တာပဲခင်ဗျာလည်းသူ့စီဓာတ်တို့သူ့မာလာတို့ဖြစ်စီရင်ဟိုဒီပစီလေးကဝိုင်းကူလိုက်ပါလားဒါမှကုသူလည်းရဟိုကျွန်တော်နဲ့ရေးဆက်လေးဆုံးပါအမလေးဘာရေးဆက်ဆုံးရမှာလဲဒီမှာအဲ့မိဘအခုချင်းရင်နဲ့တပ်လိုက်မင်းငိမ့်လိုက်အဲ့ရမိကိုအပေါ်တက်တယ်ကျွန်မမှောနေပြီမိကိုနဲ့မှောနေပြီဟေးမဆိုင်တဲ့ပုံဂလိုင်းနဲ့မခေါ်စားမလဲဗျာကိုယ့်ကိုခြံကိုတန်ရှင်းလုပ်တာခင်ဗျားပြင်းရောထူပြီးတော့တန်ရှင်းမလုပ်တာသူများကိုမနှောက်ရှစ်စင်စားမှာလေဒီစမ်းမအောင်ရှက်ကျမအပြင်းရထူဆုံးမအောင်ရှက်ကျမဖေမို့လားဟဲ့အဖေမဟုတ်လို့ပေါ့အဖေဟုတ်လို့တော့လေအဲ့တော့ပြင်းရောထူလက်ပေါက်ကပစည်းပစက်များတဲ့အပြိုကြီးမျိုးလေဒုတ်နဲ့ခက်ဆက်ဆက်ကလေးရိုက်ပြီးဆုံးပါတယ်အမလေးကျမကိုဒုံးနဲ့ခက်ဆက်ရက်ချင်တယ်ဟဟလားဟုတ်တယ်ဟာအေးရှင်းကိုလေခက်ဆက်မဟုတ်မစိုးကွဲအောင်ရက်ရက်နော်တို့ပဲလို့ဟဲ့ရှိသူကဲဟုတ်ပါတော့ဦးလေးကိုပါကလွတ်အောင်ပြီးတော့ဦးလေးကျွန်တော်လည်းအဲ့ဒီရတော့ရမ်းကြောက်တယ်ဟေးနေအဲ့လိုရိုက်ချင်လားအဲ့လိုရိုက်စီပဲခဏနေခင်ဗျာရလွယ်အောင်ပစိုးစံပေးတာလေအဲ့တော့မဆက်ပါနဲ့ဗျာဘောင်းကြီးပါပါလေဗျာ对了，旁边把人啦，妈的，我等来的嘞，你说哎妈，你说哎妈，你等起来的嘞，哼，路，你上嘛，讲嘞，ခုနနေငါ့ကိုဘာပြောလိုက်တယ်ပြောစမ်းဟမ်ကျွန်တော်အန်တီလေးဘာမှမပြောပါဘူးဘာပြောတယ်နေပြောင်းလဲပြောင်းစားမလို့နော်ငါခုနအပြိုကြီးကဘာဖြစ်ကြလဲနေပြောလိုက်တာမဟုတ်လားဟမ်မပြောပါဘူးအန်တီလေးဘာမှမပြောပါဘူးမလိန်နဲ့နော်နင့်ဦးလေးပြီးရင်နင့်လည်းပဲလာကြာတမ်းပိုင်နဲ့ကျွလုံဖြစ်မှာဆိုကျွန်တော်ပြောမှာတော့ထီလက်မှတ်ရောင်းမှာမဟုတ်သလိုစေးကြော်ညာလည်းမဟုတ်ပါဘူးခင်ဗျာအခုလိုတာယာလှပတဲ့ညာချမ်းလေးမှာတာယာငင်းချောင်းနဲ့အတန်လေးတွေနဲ့ကျွန်တော်တို့ကဖြောပြေးပေးမှာဖြစ်ပါတယ်အရှင်ညာတွေကကျွန်တော်လူပြိုလေးဖြစ်တဲ့မောင်ရှိန်သူဖြောပြေးပေးခဲ့တာကိုအပြိုလေးတွေနားဆင်ခဲ့တယ်လို့အခုညပါကျွန်တော်ဦးလေးလူပြိုကြီးဖြစ်တဲ့ဦးကိုကိုမောင်ဖြောပြေးပေးမှာကိုသက်ဆိုင်ရာအပြိုကြီးတွေကနားဆင်နိုင်ရပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်ညာဟုတ်ပါ1 2 3မညာပါနဲ့စိ
အပြိုကြီးတကယ်လုံးမလားပြောစမ်းပါချီရွယ်တဲ့မိချောင်းတွေတကယ်တော့မင်းနဲ့မပေါင်းပြရင်တော့အားချမခံလူမျိုးကြီးပဲလုပ်တော့မယ်ခိုင်မာတဲ့အကြောင်းပြချက်ပြဖို့မင်းမှမရှိပဲနဲ့ဇွညင်တာတခါတလေတော့စိတ်ဆိုးမိတယ်မိမတော့အတတ်တွေနဲ့မထိတထိစသလိုမျိုးတော့နောင်မလုံးနဲ့ကွာအပြိုတို့ကြီးဖြစ်လိမ့်မယ်အပြိုကြီးတကယ်လုံးမလားပြောစမ်းပါရှိရတဲ့မိချောင်းတွေတကယ်တော့မင်းနဲ့မပေါင်းပြရင်တော့အားချမခံလူမျိုးကြီးပဲလုပ်တော့မယ်အရွယ်မလုံခင်ချစ်ကြဖို့ပြောလိုက်ရတာအမောပဲတစ်ခါမကပါအချိန်ချင်းမို့အာညောင်းလာပြီရွှေလုံးတော့ခမဲနော်မတုတ်တလုံးမသိသလိုမျိုးနဲ့ဟန်လို့ကောင်းရင်ပြိုချမ်းရစ်ကြီးဖြစ်လိမ့်မယ်အပြိုကြီးတကယ်လုံးမလားပြောစမ်းပါရှိရွယ်တဲ့မိချောင်းတွေတကယ်တော့မင်းနဲ့မပေါင်းပြရင်တော့အားချမခံလူမျိုးကြီးပဲလုပ်တော့မယ်အားချမခံလူမျိုးကြီးပဲလုပ်တော့မယ်အားချမခံလူမျိုးကြီးပဲလုပ်တော့မယ်ဟာလေခဲထူရရောဟေးပြခိုင်းဘယ်မီမစိုးမဖာဘလူးမတော်မီလေကွာငါတို့ခဲပြလာဟဲ့ဟဲ့ကြည့်တယ်ဘယ်ပြလာလဲကြည့်တယ်ပြောပြနေလားပြပါဟဲ့ဟာလာပြပြမပြပြတော်တယ်ပြကိုလေတိုင်းအမလေးတိုင်းလေဟာအမလေးဖြစ်မှဖြစ်ရလေမမမိုးရဲ့ကိုယ့်အိမ်ကိုလူငါးတင်ပြီးတော့ကိုကသူများအိမ်ကိုသွားငါးနေမယ်ဟုတ်လား ဟုတ်တယ်အဲ့ဒါကြောင့်တို့အတိထဲမှာအိမ်ငားတယ်များရှင်းမလားလို့မေးရတာဟေး ရေရဲ့ဘာဖြစ်လို့လဲမမမိုးရဲ့ခြံလေးဝင်းလေးနဲ့ဟောကိုစီပွားရေးနဲ့ကိုနေနိုင်စားနိုင်တာပဲဟာ ဟေးအဲ့စီဝါးကြောက်ခက်နေတာပေါ့ဟိုဒီရက်ခွက်ထဲမှာကိုကလည်းဟိုအပေါင်လေးထားတာငွေလေးချီးပေးထားဆိုတော့လေဟိုတခြားရက်ခွက်လည်းမဖြစ်ဒီရက်ခွက်ထဲမှာပဲငှားလို့ရမယ်အိမ်လေးများရှိရင်လည်းရှာပေးကြပါဟဲ့ဒီမှာနေလို့မရရင်ပြီးတာပါပဲဟဲ့ ငစမ်းမအောင်မမမို့ဒီလောက်မနေချင်းဖြစ်နေရမမမို့အိမ်ကဘာဖြစ်နေလို့လဲ ပတ်ဝန်းကျင်မကောင်းလို့ဟေးပတ်ဝန်းကျင်မကောင်းလို့အိမ်ဒီနာချင်းမကောင်းလို့အထူးပြစ်လေဟိုဘက်အိမ်ကတူအကြီးတယ်မကောင်းလို့ငါအဲ့တူရကြည့်လို့မရဘူးအေးတင်းငါမှအာခုသူတွေများလုံးလို့ပါဟဲ့ မမမိုးပြောတာဘိုးဘက်ရင်တူကြီးလား ဟုတ်တယ်အဲ့ဘက်အိမ်ကတူလို့တဲ့ကောင်ဟာလေငါတူမလေးကိုရစ်တင်နဲ့ငါမှအကျွေးတောင်းတဲ့စိတ်မဖြောက်နော်ဈေးတောင်းဝယ်လဲစိတ်မဖြောက်ငါတူမတော့ငါနောက်ဆန်တင်းနေရတယ်ဟိုသူ့ဦးလေးလူပြိုကြီးရတယ်လေငါ့ကိုရှိတက်နေဟဲ့အဲ့ဒါကြောင့်မလို့လေငါဒီဟာနဲ့အိမ်နာချင်းမှာငါမနေချင်ဒီရက်ကွက်တဲ့ဖြစ်ပြီးရောဟဲ့တနေ့ကငါပြောင်းကျင်နေငါ့ကိုပြောင်းဖို့စီစဉ်ပေးပါတော့ငါပေးကြပါဟဲ့နော် ခက်တာပဲမမမိုးရဲ့ဒီရက်ကွက်ထဲမှာလေဒီအပိုင်းလေးလောက်ပဲကောင်းတာဟိုဘက်အပိုင်းနေဆိုရင်လေဟာအရက်သမားနဲ့ဖဲသမားနဲ့လောင်းကစားသမားတွေအများကြီးပဲဒီကြားထဲလေညလင်းမြကြီးထပ်တက်ကြတာဟိုပြီးတော့လေခလေးတန်တွေကစူညံပြီးယောက်ျားအရက်မူးလိုက်မိန်းမကိုနှိပ်ဆက်ဒီရက်မူးရဲ့ အမလေးတော်ပါတော့နုနုရဲ့တော်ပါတော့နင်ပြောကမှငါစစ်တက်တော့မှဂျုံကြကျင်လာတယ်ဟဲ့ အဲ့ဒါပြောတာတော့မမမိုးရဲ့အခုအိမ်နီးနားချင်းကမကောင်းလို့ပြောင်းပါပြီလေပိုဆိုးမဲ့နေရာတွေကြီးပဲပြီးတော့လေကိုကအိမ်ငားနေရမှာဆိုတော့အင်ရှင်မျက်နှာလည်းကြည့်ရသေးတယ် အေးငါမှအဲ့လိုအစင်းသားကြက်လေအဲ့တူရုပ်ဒေါသဖြစ်တယ်ငရုတ်စံတို့ထဲကိုထောင်းနေတာတူလို့တဲ့သူကလူငယ်မလို့ထားကြရတယ်ဆိုရင်ထားလိုက်တော့ဦးလေးလို့တဲ့ဆုံးမပါလားမဟုတ်ဘူးတော့ဦးလေးကတူနဲ့ရောပြီးလိုက်ပေါ်နေတာအမလေးယောက်ျားရဲ့တမန်တဲ့အချင်းကလည်းများပါအေး ဟုတ်ရလားမမမိုးရဲ့ဟိုခိုင်းလို့သိရတဲ့လောက်လေကောင်လေးကလည်းတက္ကသိုလ်ကျောင်းသားအကိုကြီးကလည်းကုမ္ပဏီမှာဒေါ်လာစားဆို အမလေးဘာဒေါ်လာစားလဲအလကားဖွတ်ကြနော်အိမ်ကိုတခို
ပြီးတစ်ခုလာငားလိုက်လာချီးလိုက်နဲ့ဒီမှာနာအောင်ပြောလိုက်လေမရဘူးတော့ပြန်လာငားပြန်လာချီးတာပဲတော့သိလားဟမ်အသားနာအောင်လှုပ်ထက်လေမရဘူးတော့တအောက်တော့မြုပ်ပြက်ပြောင်နေမျက်နှာပြောင်နေတော့တူတူလေးကလည်းအပြိုပေါက်လေးမလားမိခပေါက်လေးဆိုမမမိုးလေးစိတ်ပူတယ်အကြောင်းမဒီနေ့မှမနေချင်မြန်ပြောင်းချင်တယ်လုံးကြပါအောင်ဟဲ့ မမမိုးပြောဝင်ရဆိုဟုတ်နေပါပြီနော် ဟဲ့ဘာဟုတ်မလဲ တူကြီးနှစ်ယောက်လုံးကမမမိုးဘလို့ပြောဘလို့ဆူဆူနောက်ဆုံးတော့အသားအနာခံပြီးနေကြတာဆိုတော့ နင်ဆက်ပြောလေဘာလို့ရသွားနေပြမစကောင်းနေနေညာ မဟုတ်ပါဘူးမိုင်ဟိုနင်တို့စဉ်းစားမိရပြောရင်လေမမစိတ်ဆုံးပါစေ မစိုးပါဘူးဟဲ့ငါနင်တို့ခေါ်ပြီးတိုက်မိမှဆိုမှပဲပြောစားချင်ပြောစမ်းပါ ဟုတ်ဒီလိုလေးမမမိုးရေယောက်ျားလေးတွေဖြစ်ပြီးတော့ဒီလောက်တန်းကြီးခံနေပုံထောက်ရင်ဟိုတွတ်တူလေးကိုပါမကဟိုဒေါ်လာသားကိုရမမမိုးချစ်နေတာနေမှာအဲ့ဒေါ်လာသားကိုရလည်းယောက်ျားပိပိတတငါတို့မမမိုးကလည်းခက်ချောချောဆိုတော့ဟိုအရွယ်ချင်းကလည်းမတိမ်မရင်ပဲလေအရှိသွားနောက်လည်းညီမမမတကယ်ညီတာ ဟာငါမတိုင်းနဲ့ဝေးနေချင်လို့နင်တို့ခေါ်ပြီးတိုင်မိမှာနင်တို့ကလေပြန်ပြီးတော့အောင်နဲ့ပေးနေဆိုငါဒုက္ခပဲငါဒီနောက်မှမနေချင်တော့တော်နင်တို့လည်းမတိုင်မိတော့အားဝမလားအောင်နဲ့အလကားဟာတွေသူပြန်ကြတော့ဟာကူညီမအောင်မရဘူးတကယ်ပဲတော့ ဟဲ့ပြန်လာတော့ဟုတ်ပြီနော်ငါအတိုးပေးရမယ့်ရက်ခလေးတော့ပုံမှန်ပြန်လာခဲ့ကြနော် ဟုတ်ကဲ့ပါမမမိုးရဲ့ ဘလို့ဖြစ်ညာလဲအိမ်မှာလဲအိမ်မှာမဟုတ်လို့လမ်းမှာလဲလမ်းမှာမဟုတ်လို့တိုက်ခေါ်နေရတာဘာဖြစ်လဲ တူတူချစ်တာပါတူတူကိုချစ်နေတာတူလည်းပြီး တူမရဲပါဘူး ဟာဟိုစမ်းနဲ့ပြောတာမယုံဆိုရင်ကိုတူတူကိုဘလောက်ချစ်တယ်ဆိုတာကိုအသက်ကုန်ခံစားပြီးရေးထားတာဆောဒီမှာဟိုကိုချစ်တယ်ဘလောက်ခံမှာလဲဆိုတော့တက်တက်ကြွချင်ပါတူယူတော့ပြပါလား ယူရဲပါဦး ဟိုတူတူကကိုပေးတဲ့စာကိုတူတူလက်လေးနဲ့မြည်ရဲဖြစ်နေတာမလားတီးတယ်ဟိုကိုတူတူအိတ်ထဲကိုထည့်ပြီးတော့အကြမ်းမဖတ်ကြည့်ပါလား ငါညီကိုညင်နေပါလေအောင်မလဲပဲဟုတ်မလဲညီစက်ကထိုးဖတ်နေတာ哦နေသားမအေးနေသားမကိုယ့်ရဲ့နေကဒစိမ့်စိမ့်ချစ်နေရတော့တူတူလေးတူတူကိုလေကိုအရန်ချစ်တာပဲကွာ
ချေရလုံးလို့ကိုရင်ခုံတန်းတွေဟာဒုတ်တုတ်လို့မမြည်တော့ပဲအခုဆိုတူတူနဲ့မြည်နေပြီတိလားတူလေးရလဲကိုကိုချစ်နေတယ်ဆိုတာတူမျက်ဝန်းထဲမှာရှိတဲ့ခြေရိပ်တွေမြင်ပြီးကိုသိနေပါတယ်အင်ဂျင်ကန်နေတော့တူလေးတန်လေးကိုကြားလိုက်တူလေးကိုလှစ်ခနဲ့တွေးလိုက်နဲ့ကိုပျော်နေရပြီမဲ့ပြီးတော့မပျော်နိုင်ပါဘူးတူရဲ့ဘာလို့လဲသိလားတူအတော်ပြူကြီးကအာချမ်းရှာချမ်းလက်မြန်ချီမြန်ဆိုတော့ကိုမှပြောတဝက်စိတ်ညစ်ရတဝက်ပါတူရဲ့တူလေးရိုမာထားမယ်နော်တူအတော်အပြူကြီးကမချစ်ရဘူးဒီစားမထားဘူးအိမ်တောင်မပြူရဘူးပြောလိုက်နားမယောင်နဲ့နော်ကဲဆိုပြူကြီးတွေကလောကကြီးရဲ့အလှတရားဖြစ်တဲ့ချစ်ဆိုတာကိုပိတ်ပင်တားဆီးနေကြတဲ့သူတွေမို့လောကကြီးမှာတော့မထားသင့်ပါဘူးရှေးဘဝတွေတုန်းကအချစ်ကိုပိတ်ပင်တားဆီးခဲ့လို့အခုဘဝအပြူကြီးဖြစ်အခုဘဝမှာလည်းထပ်ပြီးအချစ်ကိုပိတ်ပင်တားဆီးရင်နောင်ဘဝအိုးတန်စရာတစ်လျှောက်လုံးအပြိုကြီးပဲဖြစ်မှာသိကြတယ်တူလေးလဲတော့ကြတူလေးအတော်လို့အတွေးမှာအယူမှာဆိုလို့ကိုကသတိပေးတာကိုအခြေတူအခြေပေါင်းဘဝတစ်ခုကိုတိဆောက်ကြနော်တူရမ်းရှစ်တယ်ရှစ်ရှင်းကိုဆိုတဲ့ကောင်ငါ့ကိုအပုတ်ချိုင်မှာငါ့တူမကိုရေးစတာပေးတယ်။ညီကယူခဲ့ရတယ်။အားရတယ်။ငါနဲ့တွေ့ကြတယ်။မင်းတို့နေပေးလေ။နေပေါ်တယ်။ညီနေထိုင်မတော့လေဒီကောင်ကရောက်တယ်လားမသိဘူးလား။ငါအကြောင်းပြအောင်ပြလိုက်ပါ။မင်းလည်းမင်းလည်းငါနေလာဟာ။မင်းဥပမာရှင်းတူရှင်းမြတ်သားထွက်ခဲ့တယ်မှာခဏခဲ့တယ်မှာနေစားဘယ်လိုပြလာလဲကိုကြီးစင်ဘာပြလာလဲဘာပြမှာလဲရှင်းတူကကျမတူမရေးစားပေးတယ်ဟဲ့အဲ့စာရရှင်းရဲ့အာဘော်ရှင်းအကြံဉာဏ်မှတ်လားကျမကိုစောစောကရေးထားလိုက်တာမလီနှုတ်သွက်အာသွက်တဲ့လက်ရဲဇက်ရဲတဲ့ပါသေးတယ်လောကကြီးမှာအလှဆင်းတဲ့အချစ်တွေကိုတဲ့နားမလဲသူတွေဒီလောကမနေဒါပြည့်ပြည့်နဲ့ကျမကိုလေကျိန်ဆဲလိုက်တာပေါ့လေဟဟလားဟဲ့ဘာဆိုင်လဲဗျာနော်လူငယ်ချင်းရေးရတာပေးတာကျွန်တော်လည်းဘာဆိုင်လဲကျွန်တော်သိတော့မသိဘူးခင်ဗျာကျွန်တော်မဆွဆွဲပါနဲ့ဗျာဆွဲနေမဟုတ်နောက်ကွယ်တရက်ခါဖောက်ထောက်နေတာအမလေးထိတ်ထက်တဲ့တန်တဲ့အဆန်းစမှာဝစ်လိုက်တဲ့အပြိုကြီးဖြစ်ပါသေးတဲ့ဟဲ့ရှင်းကိုနင်ငါအကြောင်းလေနင်ဦးလေးညှပ်ပြတယ်မဟုတ်ကမရင်းနေတော့နှုတ်ငါနောက်တစ်ခါအသေးတက်ပြမယ်သိလားဟဲ့ကဲရှိသူနောက်တစ်ခါမင်းရေးစားတာရေးတော့မယ်ဆိုရင်ကိုရေးစားကြောင့်တတ်တန်လေးပဲထိတ်ပါကွာမဆိုင်နိုင်ထည့်မြေးသားမှာနားပူလုံးလို့အောင်မဲရှင်းကျမတူမနောက်တော့ထဲဖို့ညှောက်ပေးလေသဘောပေါ့လေဟလာဟမ်ဟာခင်ဗျားရဲ့ရီစက်တာရင်ခင်ဗျားတို့ထိရတာမကြိုက်ဘူးဆိုထဲမရင်ကျုပ်ကဆုံးမပေးနေရလေရှင်အဲ့လိုခွက်တိုက်မပြောနဲ့ကျမတူမအပြိုနုထွေခုရှစ်တူကရီစက်တာပြောရှင်မဆုံးမပြရှင်ညှောက်ပေးနေတာဟမ်ကဲဆုံးမမယ်ဗျာဆုံးမမယ်ဆုံးမဟဲ့အောင်ရှိသူနောက်တစ်ခါရီစက်ထားရင်ရန်လိုစိတ်ပုတ်တဲ့မိဘမျိုးအုတ်သိန်းစုမျိုးရှိတဲ့တူမမျိုးသမီးမျိုးမင်းသွားမကြိုက်မိစေနဲ့ကွာအော်မမလေးယောက်ျားကြီးတမ်းမဲ့စောင်းမြောင်းပြောနေတယ်ကျမစိတ်ပုတ်ဆက်ရှင်ကောင်းမတင်ထားတာမဟုတ်ဘူးရွတ်ထားတာမဟုတ်ဘူးရှင်နဲ့ဘာဆိုင်လို့လဲဆိုင်တော့ပေါ့ဗျာဘယ်ယောက်ျားလေးမဆိုကိုချစ်တဲ့မိန်းကလေးကိုစိတ်တဘောသားဖြူဖြူစင်စင်နဲ့ပြုံးပြုံးရွှင်ရွှင်လေးမြင်ကျင်ကြတာကြီးပဲဗျရှင်ဘာပြောလိုက်တယ်ကျွန်တော်ရင်ထဲလာတဲ့ချစ်စကားတွေပါဗျာရှင်ကျမဆော့ကားပြန်ပြီနော်ကျမဆော့ကားပြန်ပြီကဲပြောလိုက်စမ်းလည်းမထူးခင်ဗျားမကျင်းတော့ပါရမယ်ဆိုရိုက်လိုက်နော်ခင်ဗျားမချစ်တတ်ဘူးဆိုလည်းရတယ်ခင်ဗျားစီကအချစ်ကိုလည်းဘယ်သူမှမပြောလဲဘူးဒါပေမဲ့ချစ်တတ်တဲ့သူတွေကိုလည်းခင်ဗျားပိတ်ပင်မတားဆီးပါနဲ့ဗျရှင်မင်းဟာမိုးမဟာဘာဖြစ်လဲဟုတ်ပါလေဟိုတူကိုရှင်းလို့ပြင်မှာရီစားကောက်သွားပြောတော့မင်းလည်းရှက်ပြီးတက်သွားတာဗောတက်သွားတာရှိပါထုံးပါဟာနေမလီမင်းလည်းချိန်နေမချုံနဲ့မိုးရဲ့ရောက်ကနုနုလေးဂီလာနာဖြစ်သွားလိမ့်မယ်မကိုင်းနဲ့မထိနဲ့ဖြစ်သွားပြန်ပြီဒီချူဟိုဆက်ပါတော့မင်းတက်သွားတော့ဥမောဖမ်းပေးထားတာဟုတ်တာဖမ်းပေးလေမင်းလည်းခေါင်းခွဲချေချိုလက်ကျိုးဖြစ်မှာအမလေးကြီးပြမငါဂီလာနာစကားရပြီဒီကမနေတော့ကောင်းပါလေမင်းလေအန်ဒီချက်သွားပြီလာပြီတက်ဘာဖြစ်မှမသိပါဘူးကွာရင်ထဲမှာကဒုံကြီးနဲ့ဖိုးသူဖတ်တာတွေဖြစ်နေဟာရဒူးလေးချောင်းလာပြီးတော့တွေ့တာဒူးနဲ့ပြိုကြီးရတာဟမ်တက်ဒူးနဲ့ဒူးချောင်းနဲ့ဒူးနဲ့ဟိုမနေ့ပြန်ဈေးသွားရင်ငါတို့ရုံးပရိသီးဝယ်ခဲ့စားပါကွာဒူးဒီကြစင်းနေတော့အားလားကြားပြီလားယောဟယ်လိုကြားပြီလားဟေးဒီနေ့ထဲမှာကွာတော့ငါအလုပ်တွေမင်းလွှဲပြီးလုပ်ပေးထားစမ်းပါကိုနေနာကိစ္စတို့ဟိုလက်မှတ်ထိုးဖို့ကိစ္စတွေရှိသေးတယ်အဲ့ဒါမင်းရုံးတစ်စိတ်တုံးထုပြီးတော့ဟိုလက်မှတ်ထိုးပြီးလုပ်ပေးထားစမ်းပါကွာနော်မပြောချင်တော့ပါဘူးကွာမနေ့ကနေလေရုံးမာတွေကစဖြစ်နေတာကွာအဲ့ဒါရုံးစင်းတော့ငါ73လမ်းကိုတင်ဆန်းတို့နဲ့လိုက်သွားပြီးတော့ထိုင်လိုက်တာအညော်ပေါင်းစုံဝင်သွားတာတဲ့
မင်းကြီးတော့ကြိုးပါလားကွာပေါင်ချံမှာအကျိတ်ထွက်တာတဲ့ဟဲ့ရီနေနော်တင်းနေဆိုကောင်းသွားမှာပဲတဲ့အေးပါဟဲ့လာတော့မနေဒါပဲရောအမလီဈေးတွေနဲ့နော်ကြီးတာမမြင်ပိုက်တော့မြခေါင်ခိုက်နေတာပဲတော့သူတို့ကသာဈေးကြီးတယ်ရှားတယ်ငါတို့ကမောလို့နော်အတိုးလေးနဲ့လိုက်တောင်းတယ်မျက်ပြကြောကတင်းထားသေးတယ်ဒါတော့မပေးရင်ပေးချင်တယ်ပေးကြတာဟမ်ဒီမလေးကြောင်းစိတ်ကလည်းရှိနေတယ်ဆိုတော့ပါဒီမမြင်ပိုက်သားတွေမေ့ထားလိုက်ပါတော့ချင်မောင်လေးကိုမှွေလိုက်မယ်နောက်ရကြံတော့ကစုနဲ့ချင်းလေးချက်ပဲညီလေးချင်းဒီပေါ်လေးကျုပ်ဟင်းလေးဘယ်လိုတော်ရီဖို့လောက်ပဲကောင်းပါလဲပြေးကြပြီဒါယူသည်ညော်ပဲအုံညမှာအကျိတ်ပေါက်နေတယ်ဆိုပါယူသည်ညော်နဲ့တဲ့တိုးတော့ဒီပုံစံနဲ့ပြင်ဖက်ရင်လေဟိုလူကမေးဒီလူကမေးနဲ့ဖြစ်သေးပါဘူးဒါဟိုဘက်ကလာတဲ့နတ်ပဲနော်လေဘယ်ဟာလေဟေးနော်အညော်တိုက်နေတာညော်မယ်ဆိုလဲပတ်ဝန်းကျင်သတိလေးပါလေးပေးပါလားအခုတော့အာမနာရှာမကျိုးဟုတ်အလိုက်ကဲဆိုမသိဒီမှာယောက်ျားလေးတယ်မနဲ့စောင်းရပြောချင်တဲ့တယ်ပြောယောက်ျားပြည်သားတဲ့တယ်ပြောလိုက်စမ်းပါခင်ဗျားကိုပြောရမှာမဟုတ်ပါဘူးအညော်တိုက်တဲ့လူကိုပြောနေတာဟုတ်တယ်ကျမညော်တိုက်နေတာဩလက်ဆက်တော့တရခဲခင်ဗျားကိုညော်မယ်ဆိုလဲပတ်ဝန်းကျင်သတိလေးပါလေးပေးပါလားကျုပ်ကပေါင်ကြမှာအကျိတ်ပေါက်နေတာဗျsorry ရှင်မယောဂဘုံအနာဟောင်းနေရှင်မမသိလို့ပါအခုမှသိရတော့တယ်ရှင်လိုက်တာတခါတလေမှပေါ်တာပါဗျာဟုတ်လားဘယ်ယောဂဟောင်းအနာဘိုးမှာလဲပေါင်ကြမှာအကျိတ်ပေါက်တာမင်းလာကြည့်တာဒီမှာလာကြည့်တာဟုတ်တယ်နော်ရှင်အဲ့တော့ကိုယ်ကကျမမလုပ်နဲ့ခင်ဗျားမတရားဆွဆွဲတာဟုတ်ကျုပ်ကတက်နေပြတာပေါ့ဗျာအဲ့လိုတက်နေပြကြလားလို့အခုမှညော်နေရပုံပြီးနန်းလာတယ်လို့ပဲတူရီအမေမမေတူရီတော့ရှင်းကြပြီလားရှင်းတရဟလာကောင်းတယ်ဟုတ်တယ်သမီးလေးတူတူဟဲ့လက်ဖက်တွေလည်းအရာမြင်ပါလားကဲရော့လက်ဖက်မစားဆိုတော့ဟဲ့မကော်ဖီလေးတောင်းလိုက်ဒီနေ့အင်္ဂလိပ်စာဖြေရဆိုဖြေနိုင်ရလားသမီးလေးဖြေနိုင်တာပေါ့မေလေးကလည်းတူတူကြက်ထားနေအားလုံးကတည်သိစေပါအေးစူးစမ်းပါသမီးရေစူးစမ်းမှာငါသမီးပညာတတ်ဖြစ်တော့မှာမေလေးလည်းစိတ်အေးရမှာကုံဝါကျွတ်တဲ့နတ်မှာသမီးရဲ့ဟဲ့အဲ့ခဏကျဟိုအားစလေးတောင်းလိုက်ဟုတ်ကဲ့ပါမေလေးကဲစစ်မေလေးစကားပြောငါသမီးစာချက်ပြက်တယ်တိဟောသူလောက်တာနဲ့သူစာကြက်လို့မရတော့ဘူးလေဆောင်းမဖြစ်ဘလို့ဖြစ်နိုင်မှာတော့ကိုရှင်ကကြောက်နောက်ကတကောက်လိုက်စာကိုကောင်းကောင်းကြက်နိုင်ဆောင်းဝဲမဖြစ်နိုင်လေစိတ်မညစ်ပါနဲ့ချစ်တူလေးမောင်ကဒီနေ့ပွဲရပြီလေအဲ့ခါကျတော့အလုတ်ကန်ကောင်းကောင်းရှာပြီးတော့ချစ်တူလေးကိုတင်းထားတင်နေထားလိုက်အောင်ကြိုးစားပါဘာမောင်လဲဘာချစ်တူကိုရှင်နော်သူကသူ့စားလည်းမဟုတ်ဘူးဟုတ်လိုက်ပါဘူးနော်ချစ်တူလေးစောင်းဝဲမဖြစ်နိုင်တဲ့အတူတူလေးမောင်ချစ်ဖြီးလေးချစ်တယ်လို့ဖြီးပြီးလိုက်တော့နော်လေမျိုးရမ်းတက်ချစ်တူလေးမောင်ချစ်တူလေးကိုဘယ်လောက်ချစ်တယ်ဆိုတော့လေချစ်တူလေးသိရတယ်မောင်စေးရအောင်ချစ်ဖြီးလို့ပြီးတော့နော်တော်ပါတော့ကိုရှိရဲ့နားပူလာတယ်နော်စိတ်လည်းမဖြောင်းတော့အဲ့တော့ဒီလိုနာမည်ကြရင်သူကစာရေးပြီးဖြစ်တယ်သူကဆက်မလိုက်တော့နဲ့သူကမြေလေးနဲ့တွေ့ဟုတ်ကဲ့ပါနည်းပြန်ကြရင်ချစ်တူလေးရှိရချစ်ဖြေရတော့မယ်ဆိုတော့ပေါင်းပါသားနေမှာနော်
ရှစ်ဆက်လိုက်တာတူတူပဲရှစ်ဆက်လိုက်တာဒီကကောင်ဖြီးပြီးကြုံပြီးသွားမှာရဲရဲဆက်ဆက်တဲခွဲရတယ်တူတူပဲ ဟေ့ဘာဖြစ်နေရလဲစောစီပြီးတက်တီမင်္ဂလာမရှိကွာဟမ်ဘာဖြစ်လို့ ဘာဖြစ်နေတော့သိချင်ဘူးမောင်ဖတ်တာကြည့် တူအရန်မုန်းရပါတော့ကိုစိန်ဟေးတူလေကိုရှိန်ကိုမုန်းနေတာတော်တော်ကြာပါပြီမုန်းတာမှအခုဘဝနဲ့မကောက်ဘူးဘဝအဆက်အရန်မုန်းခဲ့တာတူကိုရှိန်အပေါ်မှာကဘာကြီးလောက်စက်ကြဝဠာကြီးလောက်ကိုမုန်းတယ်တူတလုံးကိုရှိန်ကိုမုန်းသွားမှာပါအရန်မုန်းတတ်တဲ့တူဟာဘယ်လိုဖြစ်တာလဲဟမ်ငါမင်းတို့အဆင်ပြေနေပြီအောင်ထင်နေတာ အဲ့ဒါပြောပါဦးမောင်တူရဲဆက်တယ်ဗျာ ဟဲ့ဒီအောက်မှာစာကြောင်းကြောင်းပါသေးတယ်ဗျာဒီမှာ မောင်စောက်ထိုးနေတာကြောင်းမြန်နေတာဘယ်လိုလဲမသိ ဟာကဲမင်းတော့တည်ချင်ငါလည်းလိုက်ခဲ့လာဟာဒါမျိုးငါတို့ငယ်တော့လည်းလုတ်ခဲ့ပြီလာစမ်းပါဖတ်ကြည့်လားမအောက်ဆုံးမှာရေးတဲ့စာကြောင်း ချစ်တူဟိုမှာရေးထားသမျှကိုအတိတ်ပဲပြောင်းပြန်ယူလိုက်ပါတော့ ကဲ အဲ့ဒါဆိုကျွန်တော်မုန်းတယ်လို့ပြောတာတွေအားလုံးချစ်တယ်လို့ပြန်ကောက်ယူပါမှာ ဒါပဲဗော ဟာရှဲချစ်တယ်တူတူလေးကကျွန်တော်ချစ်တယ်တဲ့တူတူလေးကကျွန်တော်ချစ်တယ်တဲ့ ဟေးကောင်ဘော မကျွန်တော်ပြောတယ်ဥမာ မပြောလို့ယူတော့ ချစ်တယ်တဲ့ဟာ ဦးသိန်းကဒူကြီးကြားတော့လို့ကွာမင်းနဲ့တူကွိုင်းရှာခံနေအောင်မယ်ငါတို့ရင်လေးတယ်နှစ်ဖူးနဲ့ရောင်းမှလည်းတွေ့ပြီးပြီနော်တင်မနဲ့ဝက်ချမ်းသားလည်းတွေ့ပြီးဒီကဘာနဲ့တွေ့ဘူးလားမသိဘူး အဖြူကြီးရဲ့အာဘွားနဲ့လီလီရဲ့ပါနဲ့တွေ့ပြီပဲကျွန်တော် သူ့အာဘွားနဲ့မတွေ့မယ်သူ့လက်ဝါးနဲ့တွေ့နေမှာမတွေ့ရကြအောင်ရော့မင်းစားကျုံသွားတော့မယ် လီလီအာဘွားတော့အာဘွား ငုံရလဲမေလေးရဲ့နော်ဟိုတော့စီစီဘာဖြစ်ငုံရလဲမေလေးရဲ့ဘာလဲအချွေးတော့ရဖြစ်လာလို့လားဘယ်သူနဲ့ဖြစ်လာကြလဲမေလေးကလည်း ဘယ်သူနဲ့မှဖြစ်တာမဟုတ်ဘူးညီးကြောင်ငိုနေရတာညီးကြောင်ငိုနေရတာ တူကြောင်ဟာမေလေးကလည်းတူဘာလုပ်ထားလို့လဲကိုမအဲ့ရနူးလာလေ အေးပါဝေလီဝေဒီအေးနော်ငါမှလည်းမနေ့စောစီစီကိုလည်းညီးတွေ့စီပွားလို့ငါအောင်စီထွက်တယ်ဆိုပြေးကြည့်ရတာအမလေးမီတူညီးဆောင်မကြလေတော့ဆောင်မကြလေ တူဆောင်ဝဲကြလို့မောင်းနေရလားဒါဆိုမမနဲ့နော်တိတ်မေလေးမောနေပါမယ်စာမွေးဆိုလေဒီနေ့မောင်တော့နောက်နှစ်ပေါ့မေလေးရဲ့ငုံနဲ့နော်တိတ်ဆောင်မကြတာနေလေငါဆောင်မကြတာမဟုတ်နေကြတာလေအမလေးညီငါ့ကိုပြန်ပြီးဖြောက်ပြနေလေအေးကောင်းပါလေနော်ငါမှတနေ့လေညီကျူးစစ်တဲ့ကောင်းရတဲ့ပတ်စံမင်းလေးနဲ့ဘေးချစ်လဲရေရတယ်ပတ်စံနဲ့တော့လဲကောင်းတယ်ဒီကျန်းမှာဆောင်မဖြေလို့ရှိရင်လေငါလာရိုးပြီးစာချက်ပြီးအေးရပြက်
ဖြေပြီးတော့ပြန်လာရင်တူရဲ့ဖြေနေရလားဆိုအမလေးတော့ကတော့အိမ်ပြီးဖြေလို့အခုလိုစောင့်ဖို့ကြတာ မေလေးကလေစာမွေးဆောင်နဲ့ကြည့်လေမေလေးဖြင်းတိုင်းနဲ့အောင်တာမဟုတ်တာတူတူလေစူးစမ်းဖြေတာပဲတူတော်ကြတော့ဘဲတက်နိုင်မယ်မေလေး ဘာကြိုးစားတာလို့ဘာကြိုးစားတာလို့ဟဲ့တက်လာပြင်မယ်ပြေးထွက်မယ်ရီစားစာပေးတာကိုလက်ခံမယ်ဖတ်မယ်ဒါပဲနဲ့ညီလို့ဒါကြိုးစားတာလားမိတူရဲ့နေ့တနေ့စာကုန်သမျှငါရွှေဝဲလိုက်ငါမနေအဖတ်တယ်မညီကြောင့်ငါသေးရသေးလဲချင်ပါတော့လေဘာပါပဲပြင်ရပါရှိရဘာတစ်ခုမှသူ ကျွန်တော်ကြောက်မှပါလေဗျာအလုံးတော့ကြနေလို့လေကျွန်တော်ပြေးထွက်လာမိတာမတော်သားတက်မိတာ ရှင်ကိုပါလေရှင်ဒုက္ခပေးလိုက်လားဟဲ့ကျွန်တော်ဒုက္ခပေးလိုက်လားအောင်လာလာအာနာ ဟိုကျုံနာပါဟလားလာ မထိနဲ့ကျွန်မတော့လာမကိုင်းနဲ့ဟုတ်ရှင်တို့ဒုက္ခပေးတာပဲနော် ဒုက္ခပေးတာမှုပါဗျာတကယ်မတော်တဆဖြစ်တာပါတောင်းမှပါလေဗျာနော် ဒီမှာရှင်တို့တူတော်ဒုက္ခပေးပါလားနော်ရှင်တို့ကျမအိမ်နာကိုပြောင်းလာမှလေရှင်တူကြောင့်ကျမတူမစိတ်လေပြီးတော့စောင့်ဝဲကြတော့ရှင်တို့တူတရခမ်းရှင်တို့ပြောင်းမလာကြတော့ကျမတူရအရန်စိတ်အေးချမ်းသာတာအခုတော့စိတ်တညစ်နေရှင်တို့ကြောင့်ဖြစ်တော့ ဆွဆွချင်းပြင်းထန်လိုက်လားဗျာကဲလာပါကျွန်တော်တွဲခေါ်ပြရစီ ကိုင်းနဲ့ကျမအတော့မထင်နဲ့ကျမကြစိတ်ကငါပြန်မယ် ဩဒီနားမှာစိုက်ကားမှမရှိရဗျာဘယ်လိုငားလို့ရမှာလဲလာပါကျွန်တော်တွဲပို့ပြရမယ်လာပါ ဟာပြောနေလို့ဘာဖြစ်နေကြလဲ တွဲနေကြတာမဟုတ်ဘူးကျွန်တော်ကမတော်စားတိုက်ပြီလို့ချောင်းနာသွားတာဗျာအဲ့ဒါသူ့အိမ်ထိတွဲပြီးပို့မလို့ပါ ဟောအဲ့ဒါဆိုတော့ကျွန်တော်တို့ကဝိုင်းတွဲ အာမို့ရတယ်တွဲစရာမလိုဘူးကိုပြေကိုလန်းကိုသာကျွန်တော်တွဲပို့လိုက်မယ်နော်ဟုတ်ကဲ့လာလေးတော့လာပါဟဲ့လား နားပါဆိုတော့နားလာမင်းနဲ့နားနဲ့ချင်းမင်းမပေါ်နားလာတာပဲအောင်မလေးဒီဘက်ကနား ဩဟလာအဲ့ဘက်ဟုတ်ပြီလာပါ အလေရိုက်မထင်နဲ့ကျမတော့ ဟုတ်ကဲ့ပါဟုတ်ကဲ့နော် ဒီနေ့နေရာချင်း လေအောင်ကိုချင်တော့အရိုက်မထင်ပါနဲ့ ဖြစ်မှဖြစ်ရလေမမရဲ့မမစိတ်ညံကိုမြန်ဆိုဖြစ်မှာပေါ့အခုဘလို့နေသေးတယ်နာနေသေးတာ ဖြစ်ခါစားထောက်တော့မရအခုလူစင်းလေးကနဲ့တက်တာပါမှာ ပေါ်သေးရပေါ့အယိုးတွေပါမထိလို့ဒါနဲ့တူတူတယောက်ပေါ့ တူတူကအင်းစင်ရသူ့တငယ်ချင်းစီကိုမနဲ့ကလေးကထွက်သွားတာ ဟိုလေမမိုးလေမင်းတို့တူတူချောင်းလေးပြောကျင်တယ်ဟိုဒါမဲ့မမစိတ်ဆိုးမှလည်းကြောက်တယ် တူဘာဖြစ်လို့လဲသူဘာတွေလောက်ထားလဲဘာတွေဖိထားလဲပြောစမ်းပါဘာတွေ အိုးပြေးတော့မမရဲ့ဘာလို့အဲ့လိုစိတ်မြန်တာလဲမမအဲ့လိုစိတ်မြန်လို့နူးနူးကမပြောရဲတာ ကဲပြောပါဘာမှစိတ်ထဲမှာမထားဘူးစိတ်ကိုရှော့ထားမယ်ပြောစက်ပြောစမ်းပါ ဟိုဒီလိုမမရဲ့ဟိုမမရဲ့သူမတူတူနဲ့လေဟိုဘက်အိမ်ကဟိုရှိန်းသူဆိုတဲ့ကောင်လေးနဲ့ တူတူ ရှင် ကိုဘယ်ရပြန် မင်းလေးရတယ်ဟိုအေးစရာတငယ်ချင်းစီအလဲသွားမယ်လို့မင်းတို့ပြောရရင်လေမင်းလေးကလည်းသူ့ကိုမယုံတင်တာနဲ့ မယုံသင်ကောင်ညီရလောက်တာဟုတ်ညီတဲ့နဲ့တယောက်ကလို့ပြောလို့ဝါမှာငါစီအဲ့တဲ့ကရောက်လာတယ်သိရလားဒီမှာညီနဲ့ဟိုဘက်အိမ်ကတောက်လေးနဲ့ဖြစ်တာဟုတ်လေတယောက်ကလို့ပြောတယ်ညီသိရလားဟမ်မင်းငယ်ရွယ်နဲ့စားတော့မကြိုးစားနဲ့ရီးစားထားပြီးပေါက်လို့ပဲစားနဲ့ဖြစ်ပြီးသွားခြင်းနဲ့သွားဖြစ်ခြင်းနဲ့ဖြစ်နေတဲ့ဟာ ဟုတ်မင်းလေးကလည်းဟိုတူတူအဲ့လိုမပြောပါနဲ့တူတူရေးစားမထားဘူးမဟုတ်ဘူးထားတယ်ဒါပေမဲ့တူတူရေးစားပေါ့လို့ပဲစားမဟုတ်ပါဘူးပညာတတ်မိကားဖောက်ရင်သားသမီးပါဟိုအပြင်မှာမတွေ့ဘူးမဟုတ်ဘူးတွေ့တယ်ဒါပေမဲ့ဖြစ်ချင်တိုင်းဖြစ်အောင်တူတူတို့စိတ်ကမမဲ့ပါဘူးမင်းလေးရဲ့ အမလေးမလေးတက်နေလိုက်တာပတ်ဝန်းကျင်မှာနင့်အပုတ်နဲ့ဘလောက်ထက်လို့နင့်မသိဘူးလားဟဲ့ မင်းလေးကလည်းဟိုတူတူရောအဲ့ပတ်ဝန်းကျင်ကိုဂရုစိုက်ပါဘူးဟိုပတ်ဝန်းကျင်ကလူတွေကကောင်းရင်မဲပြုံးပြုံးကြည့်ကြတယ်စိုးရင်မြောင်းတွေကိုသိချတတ်ကြတာလူပြိုပြိုချစ်ကြကြကြတာဟိုတူတွေကပြောတူတူကတော့ဂရုစိုက်ပါဘူး ဟဲ့ဂယုမဆိုင်လို့မရဘူးလူဆိုပတ်ဝန်းကျင်နဲ့နေတာဟဲဒီအော်တာပတ်တရားတော့ရှိရမယ်ဟဲ့မလေး तू ကလည်းအမားနေအပြစ်နဲ့လှုပ်ထားလူတွေပြတ်ခတ်ပတ်ချင်နေနေရောလေ ချစ်တာအပြစ်မဟုတ်ပါဘူးမေလေးရဲ့တူတူနဲ့ကိုချင်းတို့ချစ်သူတွေဖြစ်နေကြတာတူတူကတော့အပြစ်တစ်ခုလို့မခံယူဘူးမေလေးလည်းအပြစ်လို့မချင်ပါနဲ့ မင်းတို့နဲ့ ဆိုင်လေရိုက်ပါမေလေးရဲ့ရိုက်ပါမေလေးတူတူရိုက်ချင်ရိုက်ပါမေလေးရဲ့
လာပြီညမကောင်းနဲ့ဟိုဘသူများလဲလူခမရအောင်အောက်လေးဗျာလိတိပါဗျာခမဘလူလို့ရနိုင်တာဗျာနာလားဒီမှာဒီစားပါလေဒီစားပါလေအဲ့ဒီစားကျွန်တော်ခမရမပေးပါဘူးဗျာကျွန်တော်ပေးရစားမဟုတ်ပါဘူးဗျာအဲ့ဒါပြောရမှာမဟုတ်ဘူးဒီမှာဒီစားကြောင့်ရှမ်းမသိသေးဘူးပေါ့ဟဲ့လားမသိပါဘူးမသိဘူးမသိရင်ဖတ်ကြည့်သိအောင်ဖတ်ကြည့်မီလီတူတူကိုရှင်းနဲ့လိုက်သွားပါပြီတူတူတို့ချစ်ချင်းကိုခွဲဖို့မကြိုးစားပါနဲ့တူတူဟာဒါကြောင့်ဒီကောင်ညအိမ်ပြန်မအိပ်တာဟိုကျွန်တော်ဒီကိစ္စလုံးဝမသိပါဘူးဗျာတကယ်မသိပါဘူးဘာသာမအယူကနေမနေစမ်းမနဲ့အခုမှရှင်းတူကရှင်းနဲ့တိုင်မဲ့လို့တော့အခုကျမတူကပါသွားပြီရှင်းနဲ့တိုင်နဲ့သိကြတယ်ရှင်းအချင်းချင်းပြနေကြနေမယ်မတိုင်မမောက်ဗျာတိုင်မင်ကျွန်တော်တားပါပေါ့ကျွန်တော်တူကလည်းကြောင်းမပြီးသေးဘူးเนาะဟိုတူတူကလည်းငယ်သေးတယ်ဆိုတော့ကျွန်တော်ခွင့်မပြုပါဘူးဗျာအဲ့လေအပေါ်ရှောက်ပြောမနေစမ်းမနဲ့နော်ကျမတူကတော့ပန်းကောင်းညို့ကျိုးဖြစ်ပါပြီနော်ဒါလေးကြုံမြင်တော့ဒီအိမ်နဲ့ကြောက်ကြောင်းနဲ့ရှင်းနဲ့ပတ်သက်မှန်းတော့ပြောတာအခုတော့လည်းအမျိုးမကောင်းနဲ့ပေါ့တော့ကျမသမီးလေးကျမတူကလည်းအမျိုးမကောင်းဖြစ်ပြီဟဲ့အမလေးတူမလေးငါတို့အထီးချပါပြီငါတို့ပြုတ်ပြချင်ခဲ့ပါပြီတယောက်တည်းကိုကျွန်တော်ကြံပါသေးတယ်ရှင်းတော့ပါကျမတူမလေးတူလေးတော့တယောက်တည်းအထီးချပါမမဘာဖြစ်သွားလဲမမကြိုက်မယ်နော်မလေကြောင်ရတယ်ကျုံဆိုင်ကကိုကျွန်တော်တို့ဗျာပြည်တာနဲ့တော့ကြည့်နော်ဒါပါဒီကောင်တော့ရှင်းမထိုင်ပါနဲ့ရှင်းမထိုင်ပါနဲ့ကျမတို့လင်မယားဖြစ်နေတော့လာမထိုင်နဲ့ဟုတ်ဒီကောင်ထဲမဟဲ့ရှင်းမထိုင်လို့ဖြစ်မလားကိုယ်ကရတယ်ဘယ်လိုဟာမနဲ့မသိသွားလက်ချင်လိုက်သွားကျွန်တော်ကအဲ့စကားလုံးလည်းပြီးတော့မလားဟောဒီဆိုင်တစ်ပြီးတော့ပတ်နေပြီတစည်းရဲ့သူကြီးနဲ့ဗျာဟိုတူတစည်းနဲ့ကျွန်မကြည့်နေပို့ခေါင်းနဲ့မောင်းဆက်မှာနင်းပါဆိုကြရလေတစည်းနဲ့သူကြီးနဲ့စစ်ကြတာပေါ့နင်းတော့အဲ့ပြောတာအဲ့လောက်ဖြစ်ဖြည်းပဲမောင်းတော့မြင်မောင်းနဲ့ဖြည်းမောင်းဖြည်းရဖြည်းနေဘယ်လိုမျိုးစိတ်နေပြဘယ်လိုစိတ်နေဘာလေးလုံးကတက်ပြပုံလေးအဲ့ဒါပြောတာဟောအဲ့ဒါပြောနှစ်စီးတာကျွန်တော်ပေးလိုက်မယ်ဗျာဖြည်းပေါ်တကားပြောနေတာဟုတ်လားဖြည်းပြပါလေကျွန်တော်လုံးနေမှာကျွန်မဟိုပါရေမလိုက်ဟိုလာတော့ဘာသာနေရောက်နှစ်စီးတာတော့နော်မမဟာရှင်လာကြပြီလားအရှင်နဲ့ယူလိုက်လူမဆိုင်လည်းမစားချင်တော့သူပြန်တော့ဩလူမဆိုင်တို့ဘယ်ဟုတ်ပါမလဲဆရာကဖျားသွေးနည်းနည်းရှိသေးတယ်တဲ့သူခမရဖြစ်နေတာစိတ်ထောင်းလို့ကူချင်စိတ်ကြောင့်ဖြစ်နေနော်အားလည်းနည်းနည်းနေသေးတယ်ဆိုတော့ဒီမှာခမရအတွက်ကျွန်တော်ဆံပြုတ်တို့ကိမှုတို့တစ်ခါကြီးလာခဲ့တယ်ကျွန်တော်အင်းနီယာရောပြီးသားချင်တယ်ခမရတယောက်တည်းဆိုဗျာတယောက်တည်းလို့ပြောနေတာလေရှင်အရေးပြလို့အကောင့်မြင်လားဒီမှာကျမကြတဲ့ရှင်နေတဲ့အဝတ်ထွက်လို့တော့ပုံမှန်ကျမဘယ်လိုထင်မလဲဟောအဲ့ဒါဘာမှမဘူးနဲ့ကျွန်တော်တော့ဒုံးမွေးပါဘူးဗျာတခါတည်းအားလုံးစီစဉ်လာခဲ့တယ်ကဲသမီးလားဒီမှာတော်ဘူးမရဲ့ဝိုင်းစိန်မောင်တခါတည်းခေါ်လာခဲ့တယ်နော်သမီးကမှ easy time ပုံစားခင်ဗျားစဉ်းစားမိတယ်ကျွန်တော်လည်းစဉ်းစားမိပါတယ်ဗျာညီလည်းမြင်ရှင်းတော့ပတ်ဝန်းကျင်အမြင်ရှင်းတော့ဒီမှာကလေးကြောက်ခေါ်ခဲ့သမီးကျန်တဲ့ကဦးနဲ့တူပြန်တယ်နော်အဲ့ဒါ easy ပုံစံကဲတော့ပါဗျာဆန်ပြုတ်ဟာအဲ့ဒေါ်ဘူးမဆာမြပေါ်ရွှေနေနေတောက်နေမတောက်ချင်တော့ပါဘူးမတောက်ပါဘူးအဲ့ဆန်ပြုတ်ကြီးတီးနေတယ်ဒီမို့တော့ဟိုဘက်တလန်းကျော်ကတရုတ်ဆိုင်ကငရဲဆန်ပြုတ်ကြီးမှုမှုလေးနဲ့ကောင်းအောင်လေးမ
ကော်ဖီတနေ့လာတဲ့ကော်ဖီတနေ့လာကော်ဖီလူလည်းခါနေတောက်တော့အဲ့ကော်ဖီလေ တီးနေတယ်ကော်ဖီမကြိုက်ဘူးဆိုတော့တီးနေတယ်ကော်ဖီမတောက်ဘူးလက်ဖေးကိုပေါ့စိန်လေးမှာတောက်တယ်ဆိုတာနုနုပြောပြထားလို့တီးနေပါ အဲ့မင်းကလည်းအကျော်ရှိတယ်လာမှတွေ့ပလိုက်အောင် ဟောတွေ့ဖို့လည်းသူ့ကိုခေါ်သေးတယ်လောလောဆယ်မလာရဲလို့တဲ့နောက်မှပဲလာတယ်တဲ့ ကဲစံပြုတ်ပူပူလေးရပါပြီဗျာတောက်ပါ မတောက်ချင်ပါဘူး တောက်လိုက်ပါဗျာ မတောက်ချင်ပါဘူးလို့ပြောနေတာရှစ်ကျမတို့လေရှစ်စိတ်တမှာရှစ်တန်လှုပ်ချင်လို့အောင်ကျမရှစ်ကလေးလေးမဟုတ်ဘူးနော် ကျွန်တော်ကလေးသားဆိုဒီနေ့ဘယ်ကြည့်နေမလဲဟမ်ဖင်ကိုခက်ဆက်ဆက်လေးကိုရိုက်လိုက် ရှစ်ပါပြောရလေ ဟောမဟုတ်ဘူးလေစကားပြပြောပြတာပါကဲတောက်လိုက်ပါ မတောက်လို့ပြောနေတဲ့ဥစ္စာ မှန်ကဲမတောက်ဘူးပေါ့ မတောက် ရတယ်မတောက်စနေရတယ်မင်းကဒီစံပြုတ်ကိုမတောက်မချင်းကျွန်တော်လည်းဒီကမပြန်တော့ဘူးဗျာနော်ဒီမှာပဲနေတော့ဟာဆရာမနေလို့ရပါလားကျွန်တော်ဆရာမတစ်ခါလေးပြီးတော့မှာဟိုဒီကောနဲ့ဒီက6ရက်ရှိပြီဆိုတော့အိမ်ကဘယ်တော့တော့ရှုပ်သွားနေတယ်ကျွန်တော်ဥပဒေရှင်းပြထားမယ်နော် ရှစ်မဝင်နေအဲ့နာဝင်နေရှစ်ပြန်มาတော့ ဟောဘာလို့ပြန်ရမှာလဲဗျာခင်ဗျားမှဆန်လို့မတော့တာဆန်လို့မတော့တော့ကျွန်တော်ဒီမှာနေပြီးတော့လုတ်ကန်ဆရာကြီးကျွန်တော်လုတ်ကန်ပေးသွားမယ်လေဗျာ ရှစ်မပြောင်းဆိုရင်ကျမတရားခွက်လုံးကြားလာအောင်လေကျမမတရားချက်မှာကျမအော်ပလိုက်မှာနော် အော်ဗျာအော်နော်ခင်ဗျားနေမကောင်းတာ၄-၅-6ရက်ရှိပြီကျွန်တော်လာပြီးလုတ်ကန်ပေးနေတယ်ဆိုတော့တရားခွက်လုံးသိတယ်ခုချိန်ကျမှခင်ဗျားអော်လိုက်မယ်ဆိုတော့လူပြိုကြီးနဲ့ပြိုကြီးတစ်ခုဖြစ်တယ်ဆိုပြီးရက်ကွက်ကဝိုင်းပြီးပေးစားရင်ဟဲ့ခင်ဗျားစဉ်းစားနော် ရှစ်နော်ကျမနေမကောင်းတာဒါတက်တက်လုံးကပေးတာဒီမှာအဲ့ဆံမျိုးကျမတောက်မယ်ဆိုရှင်းပြန်မလားပြော ပြန်ပြီဗျာ အဲ့ဆိုပေးတောက်မယ် ဆိုးရအဲ့လိုပြောနေပြီးနေပြီးစားကျွန်တော်ခုမရအောင် မလိုပါဘူးပေးပါကွာတောက်ပါမယ် အော်ဟုတ်ကဲ့တောက်ပါကျွန်တော်ခင်ဗျားကိုစကားထုံးပြောတယ်ရှိတယ်ဟိုတော့ပါဟိုကလေးလေးကိစ္စပြောမလို့ပါကလေးကိစ္စပြောမလို့ကလေးတွေကအခုနေရကျွန်တော်မအိမ်မှာကောင်းကောင်းပုံရှိနေကြပါတယ်ကျွန်တော်မနဲ့ကျွန်တော်ရောက်ဖားလဲတူတူလေးကိုချစ်လဲချစ်တယ်ကြည်လဲကြည်ယူတယ်လူလူလားလဲရှိပါတယ်ဒါကြောင့်ကလေးတွေကိုဟိုတရားမှသူလက်ထပ်ပေးပြီးပါပြီတူတူလေးကိုချစ်လို့တဲ့ကျွန်တော်တို့ကိုယ်ပဲဖုန်းကြောင်းမှာမင်းလားဆွကြည့်မယ်ပြီးရင်မင်းလားအခန့်ပွဲလဲလုပ်ပေးဦးမယ်တဲ့အဲ့ဒါခင်ဗျားတင်ကျွန်တော်ပြောပြတာပါ ရှင်အဲ့ကြောင့်လာပြောကျမစိတ်ဝင်တာကျမကိုစွန့်ခွာသွားလို့လေကျမတန်းဝန်းစီဖြတ်ပြီးသားပဲမိုးမတော့ပြက်ပြီဆိုလုံးဝလှည့်ကြည့်တာမဟုတ်ဘူး ကောင်းပါပြီဗျာကောင်းပါခေါ်လာတဲ့ကလေးတော့အိပ်ပျော်သွားပြီကျွန်တော်တို့ဆွေးနွေးပွဲကိုသူတော်တော်စိတ်ဝင်စားတယ်တူတယ်ကျွန်တော်ကလေးပြန်ဖို့ပေးလိုက်အောင်ပဲဒါရီအားလုံးစားပြီးတောက်ပြီးသွားရင်ဘာမှမလုပ်နဲ့နော်စကားလေးနဲ့ဥထားမနေ့ပြန်ကျွန်တော်လာမှပဲအားလုံးတန်ရှင်းလို့တော့နော်ဟုတ်မင်းလာမလေးကိုဘယ်မှာဒီမှာတော့ဒီစစ်စစ်မနေ့ကရောဒီကလေးကိုခေါ်လာခဲ့အောင် ဘောပဲ မမစားပြီလားဘာရင်ချက်တုံးပြကျွေးတုံးလေးပါလေမသွားဘူးလားအိမ်ထဲပါပဲကုန်မနေနဲ့နော်ပြင်ထွက်ပြီးလမ်းလေးပါလေလျှောက်ပါလား ဟ
မရေဟိုမနေ့ကခင်ဗျားမရှိတော့ရုံဗီတာဆောက်ရလာတယ်အဲ့ဒါနှစ်အိမ်စလုံးစာကိုကျွန်တော်ယူထားလိုက်တယ်အခုရုံးသွားရင်လည်းဒီခါလေးဆောင်ခဲ့လိုက်မယ်ပတ်စံတော့ရုံးကပြန်လာမှပေးဖို့ဟိုကျွန်တော်ရင်ပဲတစ်ချက်ကြည့်လိုက်အောင်နော်သွားပြီရောမရှင်အိမ်ဘာလုပ်တာဘာလို့ထိုင်ရတာလဲ ထိုင်ဖို့ထားမှာမဟုတ်လား ရှင်ထိုင်ဖို့ထားတာမဟုတ်ဘူး ခင်ဗျားလေဗျာကတ်သက်ဆရာကြီးရှာကြံကတ်သက်နေ ဒီမှာအပေါ်တွေပြောမနေဘာကိစ္စတော့လာပြော မဈေးတွေကကိုသိန်းရောက်နေပြီသိန်းကျွယ်ခင်ဗျားငွေတို့ချထားတဲ့ပတ်စံနော်ဒီမှာအတိုးချင်းလာပြီလားပြည့်ဒီမှာစင်းစော်တော့ပါတယ်ရော့ သိကျလို့လုတ်ကုန်ဖို့အတော့မကြောက်လူကြုံများပေးစရာရှာလို့ဒါပဲမလားပြီးပြန်တော့ သွားလာမိုးလိုက်တာဗျာရီလေးတစ်ခွက်တက်စမ်း အမေလေးရှင့်အိမ်ကနင်းနေလေးပဲကိုယ့်အိမ်ရမှာကိုတောက်ပေါ့ ခင်ဗျားလေတွန့်တူစရာကြီးရှာကြံတွန့်တူတယ်နော်ရေကျိုး10ပါဆိုမတောင်းမပြည့်ပါလေရေငတ်လုံးလို့ပါရပါတယ်ခင်ဗျားရေမတိုက်ရင်လည်းဟိုတစ်ခေါက်ခင်ဗျားစံပြုတ်မတော့တုံးအောင်လို့ ရှင်နော်ရှင်ရတာ တောက်လိုက်တာဗျာ ဘာပြောလဲဘာပြောလဲ ဟိုရေခွက်ကလေးကလှလိုက်တာလို့ပြောတာပါဟဲ့တော်လာရင်တော့ခွက်ကလေးကခုမှပဲရင်ထဲမှာမိုးပြေးသွားတော့ အမောပြင်ပြန်တော့ ဟောပြန်ပါပါဟိုဒီလိုရှိပါလေဗျာညာကြီးညတာအကူကြီးပါလို့ရင်လှမ်းတော့ပေါ်လိုက်ဘာမှအားနာစရာမလိုတော့ချက်ချင်းပြေးလာခဲ့ပြီလား မလုံး အိမ်နီးနာချင်းဆိုတာ ဒီမှာဘယ်သူစီမှာအကူကြီးမတောင်းပြန်တော့ အဲ့ဆိုပြီးရောဗျာ ဒီပတ်တယ်ပတ်တယ်ချင်မဆုံးလာပြီးတော့ခါရဲအမေဘာလဲတော့လဲ ထီးလာပြန်ပြီလား မြင်မြင်သွားတော့ နေပြောနောက်ကြီး No, lui le lo vuole. Da come vi te quello era qua. Oh, pian piano. Come male qua. Vaya. Come male qua. Babisi ba lo. Tao ko, cái mẹ ba lo đó đi. Chúng ta ba lo mà lấy đi tao ko. မဟုတ်လေဟိုကျွန်တော်မိတာခင်ဗျားရိုက်ပြုတ်သွားသလားအန်နေပြုတ်သွားသလားအဲ့ဒါမိတာပါ မလုပ်ပါဘူး ကဲတကူလည်းမရှိတော့ဘူးဆိုစိတ်ချလက်ချအေးလို့ရတယ်ဟိုအေးရှိတော့တခြားပြေးမလေးနော်
ရေးကြောင်းရှိရင်ကျွန်တော်စီကိုအတန်လာပြုတ်လိုက်ကျွန်တော်နဲ့အိမ်မမှုသေးဘူးကျွန်တော်သွားတယ်နော် နေအောင်ကျမကြောက်တယ် ဟာကြောက်စရာရှိလို့လေလားတခုလည်းမရှိတော့ဘူး ဘကောမရှိတာဟုတ်တော့ဒီမှာဘယ်သူမှရှိတာမဟုတ်ကျမတယောက်တည်းကျမတယောက်တည်း ဟောအဲ့ဒါဆိုရင်ကျွန်တော်လာအိပ်ပြီမယ်လားဟမ်ဘူးကျွန်တော်ဆိုလိုတာဒီလိုပါခင်ဗျာတူမကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုကျမကြီးကတိတ်မကောင်းဘူးဆိုတော့လေမတော်စများတစ်ခုဖြစ်သွားရင်ခင်ဗျာတယောက်တည်းဆိုဘယ်သူမှသိလိုက်မှာမဟုတ်အဲ့တော့ဟိုကျွန်တော်လာပြီးတော့စောင့်ရင်လည်းပြောတာပါခင်ဗျာကျွန်တော်မယုံဘူးခင်ဗျာခန်းထဲမှာခင်ဗျာချက်ချပြီးတော့စိတ်ချလက်ချလေးနော်ကျွန်တော်အိမ်ရှိမှာစောင့်ရင်ပြီ အဲ့လိုမဟုတ်ပါဘူး အဲ့လိုမဟုတ်ဆိုနေတွားရည်လိုက်တော့ဗျာစိတ်ထဲမှာကျွန်တော်ရှိနေတယ်လို့မှတ်ပြီးတော့ကြောက်စိတ်ကိုဖျောက်ပြီးတော့အိပ်ပြောသွားတယ်ဟောမမလို့လာပြီလို့လေအေးရောဝါတယ်ကျွန်တော်အိမ်မက်ပြန်ပြီးတော့ရေမိုးချိုးကိုဝယ်စားလိုက်ပြီးရုံးတော့ပြင်ဆင်လိုက်ပါဟုတ်တယ်အေးရောဝါတော့လေမျက်နှာလေးကြည်လင်းနေတာကျွန်တော်ညပြောသလိုပေါ့ဗျာစိတ်တွေကိုလျှော့ပြီးတော့အိတ်လိုက်အိပ်ပြောသွားမှာပါလို့မိုးမမစိတ်တက်ကအရန်ပြင်းထန်ပြီးတော့တစ်ဖက်ဆွန့်ရောက်သွားကြည့်တယ်ဗျကြောက်မယ်ဆိုလည်းနေစရာမရှိဘူးနော်ဒေါသထွက်ပြီဆိုလဲခေဆုံးမယ်အဲ့တော့အဲ့ဒီအဆွမ်းရောက်တဲ့စိတ်တွေကို short တက်ဖို့လို့တကယ်ပြောမယ်ဆိုတော့ဗျာကျွန်တော်တို့အပြိုကြီးလူပြိုကြီးဆိုတာတူတွေတူမတွေအတွက်ဖြည့်ခံတယ်ပါကိုကလည်းအိမ်တော်လည်းမပြုတ်သားသမီးကလည်းမရှိဘူးဆိုတော့ဒီတူတွေတူမတွေကိုပဲကိုသားသမီးတွေလူသဘောထားပြီးတော့ပြုစုပြိုးထောင်လုပ်ပေးကင်ပေးကြပါဗျာကလေးတွေအချိန်တန်ရွယ်ရောက်လာကြတော့ကျွန်တော်တို့ပေပင်နဲ့တားစီးတယ်မျိုးမျိုးခေါင်းစဉ်တွေတက်ရင်ဝါကိုစိုးကပြီးထွက်သွားတတ်ကြတယ်ဒါတက်မတာပါပဲတူတွေတူမတွေမှမဟုတ်ပါဘူးသားသမီးနဲ့မိဘကြားမှာလည်းဒီလိုမျိုးဖြစ်တတ်ကြပါတယ်အဲ့တော့ဟာလူပြိုကြီးဆိုတာရန်ကိုအထီးကျန်ဆန်းတော့ပါလေဗျာကျွန်တော်လည်းဒီအသက်အရွယ်ထိလူပြိုကြီးဖြစ်နေရခြင်းအကြောင်းရင်းကတော့ကျွန်တော်ကြိုက်တဲ့သူမတွေ့သေးဘူးကျွန်တော်ကြိုက်တဲ့သူပဲတွေ့လိုက်ဒီအထီးကျန်ဆန်းတော့တဲ့လူပြိုကြီးပေါ့ဗျာကျွန်တော်ဆုံးလို့ဆုံးဖြတ်မှမှန်လို့ပါတကယ်ပြောရမယ်ဆိုရင်ဗျာလင်းနဲ့မယားဆိုတဲ့တန်ရုံးစင်တွေနဲ့နှောင်ဖွဲ့ထားတဲ့အိမ်အောင်ရှင်တွေကတူအပြန်တန်းဖေးမှကူညီစောင့်ရှောက်တတ်ကြတာအဲ့တော့ကခုနကျွန်တော်ပြောသလိုကျွန်တော်စိတ်ကြိုက်ကိုမတွေ့သေးလို့ကျွန်တော်လူမျိုးပေါ်မဆွန့်လို့သေးတာအခုတော့ကျွန်တော်ဆွန့်လို့ဆုံးဖြတ်လိုက်ပြီကျွန်တော်စိတ်ကြိုက်မျိုးသမီးတွေကျွန်တော်ရှာတွေ့ပါအဲ့တော့ကျွန်တော်မိုးမမကိုအကြံတစ်ခုပေးချင်တာမိုးမမအပြိုကြီးပေါ်ကိုဆွန့်လို့ပြီးတော့အိမ်အောင်ပြုတ်လို့မယ်ဆိုရင်ကျွန်တော်ဦးစားပေးရွေးချယ်ပြီးပါဗျာမိုးမမနဲ့ကျွန်တော်နဲ့သာဆိုရင်တော့အရန်ကိုအဆင်ပြေသွားမယ်ဆိုတာသိဟဲ့ခွေးပါဦးစမောင်ငါအဟုတ်အောင်မင်းတို့နားထောင်သူ့ဘက်ကသူရက်သွားတာကိုလိတ်ကြီးမိသူနေလုံးချင်လို့ပဲအခုမှငါချက်တော့လာမကင်နဲ့အမိုင်းမရဲ့ ဟာပါတူမိုက်ခဲ့တာပါအဲ့တော့မိုက်ခဲ့မျိုးလည်းစပေါ်တော့ပဲချင်လာခဲ့တာပါတူလည်းကဘာပါတူတိုက်တယ်ပြပြပါဒါပေမဲ့တူပြမထားပါနဲ့နော်ဟဲ့ နေ
ငါ့ကိုအဆက်ခွင့်နဲ့ခွဲပြီးသွားပြီမိုက်ချင်တဲ့မိုက်တော့လောက်ပြီးသွားပြီအခုမှငါ့ကိုလာပြီးတောင်းမယ်နင်ငါအကြောင်းသိရနော်ငါပြက်ပြီဆိုလုံးဝလက်ကြံမို့လုံးဝလက်ခံတာမဟုတ်ဘူးနင်တို့လက်ခံမယ်ဟိုဘက်ကကျေးဇူးရှင်နင်တို့သွားကြနော်ငါမျက်စိမှာမနေကြနဲ့ငါနင်တို့မကြည့်ချင်ဘူးငါမခံစားနိုင်ဘူးမဲလေကဲတိတ်တော့နော်မပေါ့မပိုင်းနဲ့ငုံနေသားမှာလေသမီးတော့စိတ်ကြီးတာလေသမီးတည်တာဒီလိုပဲဖြည်းဖြည်းချင်းဖြောင်းပြယူအောင်ရှိတူအခုမင်းတို့ရဲ့အခြေအနေကဘယ်လိုရှိလို့ပြောပါဦးအဆင်ပြေပါတယ်ကျွန်တော်စောင်းပွဲအောင်လာကြည့်ပါလိမ့်မယ်ကျောင်းပြီးပြီဆိုတော့ပွဲရုံလောက်ပါတွဲလို့ရအောင်တကယ်ကျွန်တော်စီစဉ်ပေးတာဂျေဂျီနာမှာတက်ကြီးတုံးပုံလို့တူတူနဲ့ကျွန်တော်ခွဲနေလို့ရအောင်ပြောသေးတယ်ဒါပေမဲ့မမေကတူတူရှိတော့ခွဲမိတယ်အခုတူတူမှာကိုဝင်ရှိတော့ကိုဆိုတော့ငါမှလည်းရောက်ပါလေမိချီရတော့ပါဦးမောင်လည်းဖိုးလေးပဲဦးမောင်လည်းမိချီရနော်ဟာအေးကွာမင်းပြောမှဟုတ်ပါရဲ့ကွာဟာမိမတော့မရသေးဘူးကွာမြည်ရတော့မယ်ဟာဟဲ့ဒါလည်းတမျိုးကောင်းတာပဲကွာမြည်လူချီနဲ့ရံဖြစ်ရသေးတော့ကွာမိဘကတူတူငွေလာခလေးလေးကိုစိတ်မပြတ်ပါမလားဘာမှစိတ်မပူပါနဲ့သမီးတော်ကလေအပြင်ပန်းသာမှာတာအတွင်းကပြော့လေးဦးမောင်လို့ဒီလိုပဲစမ်းကြည့်တာကွာဟုတ်ဘူးလေဒီလိုပဲတယောက်တော့အားဆိုင်ရံဖြစ်နေသိတာပေါ့ကွာအိမ်နီးချင်းနေတာတလောက်ကြာပြီပဲနော်သမီးတော်ကအတွင်းစိတ်ကပြော့လေးအပြင်ပန်းသာမာတယ်မခန်းဆောင်နေတာဘာမှအားမငယ်နဲ့အဲ့ဒါပဲကြည့်တော့ဦးမောင်တူတူကအိမ်အောင်လာကြတယ်ခုဒီကလေးစိတ်ပြောပြတာမဟုတ်ဟိုကတွေးဘူးဒီကတွေးဘူးအများတိုင်းကျွန်တော်ကပဲသူ့ကိုချော့နေမင်းအောင်ဘာထူးလဲမင်းလည်းကလေးသားသားပဲရှိနေသေးတာပဲကဲကလေးလေးမများပင်ပန်းလာတယ်နော်သွားအနားယူတော့ဘလူးများဖြစ်ပြန်တာလေဗျာခုနကပဲလူကြီးဆက်ဆန်နော်ဖះရှိခိုးတယ်ပတိစိတ်တယ်အခုနှခိုင်းစုလူခလေးဆန်လိုက်တာဗျာကျွန်တော်ပြောပါလေကျွန်တော်လူကြီးတွေဆိုတာကလေးတွေကိုနားလေခွန်းလို့ပြရမှာမလားကလေးဆန်တဲ့စိတ်တွေမမွေးပါနဲ့လူကြီးဆက်ဆန်နေစမ်းပါဗျာဒီစမရှင့်ဆရာကြီးလားပွဲစားလားကျမမကြက်တဲ့လူကြောင့်ကျမရှိမလာမပြောနဲ့နော်ကျမဒေါသအရင်ဖြစ်တယ်ဆရာကြီးလည်းမပွဲစားလည်းမပေါ့ဗျာကလေးတွေကိစ္စပြောချင်လို့ပါတူတူလေးခင်ဗျာရှယ်ဝေးကနေပြီးတော့ကိုလေးလက်ဝင်နဲ့ခမည်းကျင်းတော့ဒါပြီးတောင်းမှရှာတာပါဗျာကိုဝင်ရှိနေပြီဟုတ်ပါလေခမည်းလည်းခမည်းတူပေါ့ကြိတ်ပြီးလွမ်းနေတယ်တတိယနဲ့ဆိုတာကျွန်တော်သိပါတယ်ဗျာဘာလို့စိတ်တွေကိုတင်းထားမှာလဲနည်းနည်းလေးရှို့လိုက်တယ်အားလုံးစင်ပြေသွားမှာကျမစိတ်နဲ့ကျမကိုဘလို့နေရှင်လိုက်ဝေဖန်တယ်မလို့လာပြောမနေနဲ့ဟောမူးမမကိုကိုနှင်းစိတ်ပြီးတော့ဒုက္ခရှာချင်နေတာဟေးလေခမည်းချစ်တက်လာတဲ့တနေ့ကျရင်လူငယ်လေးရဲ့ချစ်ကိုကိုချင်းစားတတ်လာမှာပါဝေးသေးဘယ်တော့မှချစ်တက်လာမှာမဟုတ်အထူးဖြစ်လေယူတယ်လို့ပေါ်တယ်လို့ပကက်ကနဲ့ဇွတ်တယ်လို့ပြီးသူများဘလောက်ပြောမနာတတ်တဲ့လူတွေဆိုပေါ်တော့မုန်းသေးတယ်အေးဗျာပါဇက်ကမိုးနေတယ်စိတ်ထဲကြိတ်ပြီးချစ်နေတတ်တာမျိုးလေရှိတတ်ပါလေဗျာအမလေးမုန်းနေမဖះမှာတိုင်တိုင်းမှာပြောတယ်မယ်အရှင်ဖះအရန်ကိုမုန်းတာဖះမုန်းလိုက်တယ်မှာမုန်းနေတာပဲဖះဟောအရန်မုန်းလို့အရန်ချစ်ပါလေဗျာရေးစက်ဆုံးပြစီဗျာအရှင်ဖះဒီတော့တောင်းခွင့်ပြပါဖះတို့ဆိုလူတန်းကိုဖြစ်လိမ့်မယ်ဖះဒီဗျာတပည့်ကိုစက်နေကူးပြပါဗျာသူတတ်မိမှာသူ့လိုပါဗျာဆောတယ်နော်မ
ချိန်ကြီးစိတ်မပြေသေးဘူးလား ညီငါ့ကိုနှိမ့်ဆက်တာအားမရဘူးထက်လာပြီးနှိမ့်ဆက်တာလားဟင် မလေးရဲ့တူတူကိုခွင့်လို့ပေးပါနော်သူတောင်းမှန်ပါတယ်တူတူကဘာလို့ပေးမှမင်းလည်းကျဉ်းနေမှာလဲဟမ် ညီတို့တိတ်လုတ်ပေးချင်တပါဆိုရင်ဟိုက်နေမြအဝေးဆုံးညီတို့ထွက်သွားကြပါညီလင်ရောညီရောငါမကြည့်ချင်ဘူးငါမပူလောင်လုံးလို့ပါ အဲ့လိုမပြောပါနဲ့လေးလေးရဲ့တူတူကမင်းလည်းကျဉ်းနေအောင်တောင်းမှန်ပြီးဒီမှာနေကြမလို့ ဘာဒီမှာနေမယ်ဟလားအော်အဲ့လိုဆိုလဲငါနင်တို့နဲ့ဝေးရဒီကနေထွက်သွားရင်မရှိတော့တာပေါ့ မလေးအဲ့လိုမလုပ်ပါနဲ့မေလေးရဲ့ ညီငါ့ကိုဒုက္ခလာမပေးနဲ့နော်ငါတော်တော်စစ်စစ်ရတယ်ငါကတက်တိတ်ပလိုက်မှာနော်ညီထွက်သွား ဟုတ်ပါမေလေးရဲ့မေလေးဘယ်တော့သွားပါနဲ့နော်မေလေးမသွားပါနဲ့မေလေးရဲ့ ညီကငါမြင်ရငါပူလောင်နေညီတက်လည်းငါမကြချင်ညီနဲ့လည်းငါမြင်နေထွက်သွားလို့ငါပြောနေတယ် မေလေးမသွားပါနဲ့မေလေးရဲ့တူတူလိုပဲသွားပါမယ် မမ ခုနလည်းတယောက်နဲ့ထုတ်ပြီးလာပြေးလဲနောက်တယောက် ခင်ဗျရန်လိုလိုက်တာဗျာကျွန်တော်လာခဲ့တာကျွန်တော်မီတာသက်ဆောင်လို့အဲ့ဒါမီတာဆောင်မယ်ဆိုရင်စောက်ပေးလိုက်ကျွန်တော်ဆောင်ခဲ့မယ်တခါ ဘလို့ဆောင်းလည်းမဆောင်းဘူးဒါမှမလားတော့ပြန်တော့ ခီးဆောင်လေးထိုးလို့ပါလားဟိုနေဘူးလမ်းမလို့ကျွန်တော်လည်းမေ့ခဲ့မယ်လေ နေဘူးလားမဟုတ်ဘူးနေလို့ပူလောင်တဲ့ရှင်တို့ပတ်ဝန်းကျင်အဝေးဆောင်ထပ်သွားမလို့ အဲ့ဆိုဘယ်တော့ပြန်မလဲ ပြန်မလားဘယ်တော့မှပြန်မလားတက်လောင်းလည်းပြန်မလားရှင်တို့ရုပ်တွေလည်းမမြင်ချင်ဘူးအတန်လည်းမကြားချင်ဘူးသွားတော့ စစ်စလိုက်တာညာဒီလိုလေခင်ဗျာတကယ်ကိုတောင်းစင်ပြတ်နိုင်တယ်
ရဲ့သားတို့မျိုးကိုထားခဲ့ပြီလားဦးမောင်ရဲ့ ဦးမောင်ရဲ့တူတူတော့အဲ့လိုဖြစ်ရလားဦးမောင် ဦးမောင်ထားကြည့်ပါဦးမောင်ရဲ့ထားကြည့်ပါဦး မေလေးလောက်ပါဦးမေလေးဦးမောင်ဆုံးပြီမေလေးလောက်ပါဦးမေလေးလောက်ပါဦးမေလေး ဟုတ်တယ်မေလေး ဦးမောင်ဆုံးသွားပြီမေလေးလောက်ပါဦး ဟုတ်တယ်ဒီဒီ ဘာဖြစ်လို့လဲဘာဖြစ်လို့လဲ မေလေးကပြောရလေမနေ့ကကြားရလေဒီအတိထွက်တော့လဲဆိုဘာမှလည်းမစားတော့ဘူးဘာဖြစ်နေတာမေလေး ကြည့်ပါဦးဒီဒီကြည့်ပါဦးဒီဒီကြည့်ပါဦးကြည့်ပါဦးအန်ဒီလေးရဲ့ကြည့်ပါဦးညာကျွန်တော်တို့အိယာဝင်ကနေတော့ဒီနားမှာငုတ်တို့လေးတိုင်ပြီးတော့မှိုင်းနေတာအန်ဒီလေးရဲ့အငြင်းဝိုင်းထားကြည့်တော့သူမိုးရေထဲမှာဂီတာတီးပြီးသချင်းဆိုနေတာအန်ဒီလေးရဲ့ ဟုတ်တယ်မေလေးရဲ့တူတူနဲ့ကိုစိမ့်နဲ့လေဦးမောင်ဆင်းခေါ်ကြတယ်ဒါပေမဲ့ဦးမောင်ကြီးကစိတ်နဲ့ကိုယ်နဲ့မကတ်တော့တယ်လို့ပဲတူတူတို့လည်းအတင်းပြန်လွတ်တယ်မေလေးခန်းအောင်ပဲကြည့်ပြီးတော့မျက်လုံးကြီးပြူးကြအောင်နဲ့ဂီတာဆက်တီးနေတာမေလေးရဲ့ မေလေးရဲ့စောက်လည်းညာတတိနေနဲ့ပဲအိပ်ပျော်သွားတယ်ဒီင်းတို့တားကြည့်တော့ညာဂီတာတီးရဲ့နေရာမှာလည်းခွေခွေလေးလဲနေတော့တာပဲမေလေး အဲ့လိုလဲနေအချိန်မှာအသက်ရှိသေးလား အသက်တော့ရှိသေးတယ်မေလေးဟိုဒါမဲ့လေတကယ်လို့ပူချစ်ပြီးတော့တတိယလက်နေပြီဟိုပြီးတော့မေလေးနာမည်ကိုပဲဟိုကြောင်ရတဲ့တစ်ချိန်လုံးရွတ်နေတာတူတူနဲ့ကိုစိန်နဲ့လေဥမောင်မနိုင်မနဲ့ကိုချီအဝေစားရေဆိုနေတော့လဲပေးပြီးတော့လေပန်ကလေးဖွင့်ပြီးဒီနားလေးမှာထားလိုက်တာမနေ့ကျတင်သွားမေလေးရဲ့ ဟုတ်ပါတယ်မေလေးတာဘလီယာလူရောလူနောက်ကြည့်ပါမေလေးရဲ့သူမေလေးကိုသိချစ်တာမေလေးရဲ့မေလေးကြောင့်တဖွာပါပြောတယ်မေလေးစိတ်ဆိုးစိတ်ကောက်ပြီးသူ့ကိုရန်တွေ့တာသူအရန်ချစ်တယ်တဲ့အဲ့ဒါကြောင့်မေလေးစိတ်ဆိုးစိတ်ကောက်သူအမြဲတမ်းစနေတာတဲ့ဥမောင်သိချစ်တယ်ဆိုရင်မေလေးနားမှာရောက်နေပြီလေဥမောင်တားကြည့်အောင်လေဥမောင်တားကြည့်ပါဦးဥမောင်ရဲ့တားကြည့်ပါဦးဗျာဒီပြည့်စည်းလေးငားမိပြီလို့ပေါ့လူသားငားမိတော့မလွယ်ဘူးအော်မလူငားမရဘူးဟုတ်ပါဘူးကျွန်တော်စကားပြပြောတာပါဗျာဟာကျွန်တော်စကားပြောနေလားဘဲပြန်လာတယ်ဟိုမောင်းလေလေဟိုကျွန်တော်ကလည်းဟိုဒီနေ့မှအလုပ်ကနေနောက်ကြတာလေဟိုကျွန်တော်က Golden Flower ကုမ္ပဏီမှာမန်နေဂျာဆိုအလုပ်ကနေနေများတယ်အဲဒါကြောင့်မို့ဒီချိန်မှပြန်ပြတာပါနေအဲ့လိုရိုက်ချင်လားအဲ့လိုရိုက်ချင်ရိုက်ရစီပဲခဏနေခဏနေခင်ဗျာဆိုင်ရလွယ်အောင်ပစိုးစံပေးတာလေဘယ်လိုလဲရှိအဲ့တော့မဆက်ပါနဲ့ဗျာဒီဘောင်းကြီးပါပါလေဗျာဟုတ်လားဘောင်းကြီးပါတယ်လားပါဆိုအောင်မလို့ဗျာဒီမှာကျွန်တော်လည်းလူတွေဗျာကျွန်တော်တူကလည်းလူမျိုးလေးဟိုအိမ်မာကစီးတဲ့ဆဲတဲ့ကတင်းဆိုသူအိမ်တော်နိုင်ထိမ့်သိမ့်နိုင်အိမ်တော်ရှင်မမရှိဘူးဆိုတော့အခုလိုမျိုးအသုံးဆွဲတွေဖွာမိသူဖြစ်သွားတာပါဗျာဟဲ့ငါတို့အိမ်မှာဟိုအိမ်တော်ရှင်မတဲ့လူတွေလူမင်းမထင်ဘူးလားလူတာဘောထင်တာဘောလူတယ်ရုပ်ကချောကွာကိုလုံးကိုပေါင်လေးကလှဟဲ့အတန်လေးကစားသားဟိုရွှေစဲကြိုးကြီးပဲပူရောင်းကောင်းသေးတယ်လေမင်းမှာရပါဗျာတောက်ပါမတောက်ချင်ပါဘူး တောက်လိုက်ပါဗျာမတောက်ချင်ပါဘူးရှစ်ကျမကိုလေရှစ်စိတ်ထဲမှာရှစ်အတန်လှုပ်ချင်လို့တော့ကျမရှစ်ကလေးလေးမဟုတ်ဘူးနော်ကျွန်တော်ကလေးသားဆိုဒီတိုင်းပဲကြည့်နေမယ်ဟမ်သူခက်ဆက်ဆက်လေးကိုရိုက်လိုက်ပြီရှစ်ပါပြောရလေဟောမဟုတ်ဘူးလေစကားပြောပြတာပါခင်ဗျာတူမကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုကျမကြီးကတိတ်မကောင်းဘူးဆိုတော့လေမတော်တဆများတစ်ခုဖြစ်သွားရင်ခင်ဗျားတယောက်တည်းဆိုဘယ်သူမှသိလိုက်ပါဘူးအဲ့တော့ဟိုကျွန်တော်လာပြီးတော့စောင့်ရင်ပြောတာကျွန်တော်မိုးမမောက်အကြံတစ်ခုပေးချင်တာမိုးမမအပြိုကြီးပေါ်ဆွန့်လို့ပြီးတော့အိမ်တော်ပြုတ်တော့မယ်ဆိုရင်ကျွန်တော်ဦးစားပြီးရွေးချယ်ပြီးပါဗျာမိုးမမနဲ့ကျွန်တော်နဲ့သာဆိုရင်တော့အရန်ကိုအဆင်ပြေသွားမယ်ဆိုတော့တီးဟဲ့ကိုမရေကျမဖျားလေကျမပြောမဆိုမရှိခဲ့တာကျမတောင်းမှမာတယ်ကိုမကျမတောင်းမှမာတယ်ကျမလေအခုကျမသိပါပြီရှင်ကျမသိပါပြီမလေးမမရဲ့ချစ်တာပါမောင်ရဲ့ချစ်တာပါဒါမဲ့
ဒီနေ့ချင်းမနောက်ကြပါဘူးမနောက်ကြပါဘူးမနောက်ကြပါဘူး နောက်ကြသေးပါဦးမလေးကွက်တီပါပဲ တဲ့တဲ့စကားထားမယ်အသားရဲ့စကားပြောအဲ့ပုံဝင်လားအဲ့ပုံဝင် ဟုတ်ဘာလို့ချစ်တယ်နဲ့တက်ဝင်လာတာပါဟုတ်ဘူးပါဦးမလေး ဒါဆိုရှင်တကယ်တရားမဟုတ်ပါဘူးတကယ်တရားမဟုတ်ဘူး မသိပါဘူးမတတလုံးဖုံးထားသမျှပုံလို့လိုက်တာ ဘာပေါ်တော့လဲ အဲ့မဟုတ်လေဟိုဖုံးတဲ့အချစ်တွေပုံလို့လိုက်တာလို့နော် ခုနှစ်ယောက်ကောင်မျက်ရည်လဲစမ်းငါဝိုင်းအရှက်ခွဲကြတာပေါ့နိဟဲ့လား ကလေးတို့တော့မရဲပါနဲ့သူတို့ခင်ဗျာလေးပြုတ်စီတကူလို့အကုန်ခံပြီးရေလုံးအဆက်ခံပြီးတော့စူးစမ်းပတ်သက်ငူထားကြတာဟိုကလေးတွေတော့မရဲနဲ့နော်ဟိုမောင်ချစ်တယ်မလားချစ်တယ်မလား မချစ်ဘူးမောင်းနေ ရှက်နေပါနဲ့မေလေးရဲ့ကလေးတွေလည်းပြီးကုန်ပြီဟာ ကလေးတွေကပြောင်းကြပြီနော်ဘာမှရှင်းနေနေပြီးမမကြီးဟောချစ်ပါဘူးနော်